Hello မင်္ဂလာပါရှင်နောက်ထပ် Pedicle Ready လေးတစ်ခုနဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့လုံးမဲ့ Pedicle Ready ကကြတော့ဒီ10လပိုင်းပေါ့နော်အောက်တိုဘာလ2025တလစာအတွက် overall general reading ကိုကြည့်မှဖြစ်တယ် overall ဆိုတာအရာအလုံးပေါ့နော် overall ခြုံကြည့်မယ်ပြီးလို့ရှိရင်တင်းရဲ့ဒီလအတွင်းမှာ personal growth ကဘာဖြစ်မလဲပြီးရင်ငွေရေးကြေးအလုပ်ကိုင်မှာဘာလေးတွေရှိမလဲအခြေရေးထဲမှာဘယ်လိုလေးတွေရှိမလဲပြီးရင်လူမှုရေးပေါင်းသင်းဆက်ဆံရေး friendship မှာဘယ်လိုလေးရှိမလဲမြင်သားလေးတွေပြောမယ်နော်အဲ့လိုမျိုးကြည့်မှဖြစ်တယ်โอเคအဲ့တော့ group ကတော့3ခုရှိပါတယ်ဒါ group 1မှာဒါ group 2ပါဒါ group 3ပါစတိုးလေးတွေစတိုး3ခုကျွန်မဝယ်ထားတာပေါ့နော်ဒီတစ်ခုပဲသုံးရသေးတယ်ဒီနှစ်ခုကမသုံးရသေးအဲ့တော့စတိုးလေးတွေနဲ့ခွဲထားပါတယ်ဒါ group 1မှာပြလိုက်မယ်နော်ဒီရနံကပြန်လာတော့လေစတိုးလေးတွေကြိုက်လို့ဆိုပြီးတော့ဒီကိုပြန်ရောက်မှပဲလာဇာတာကနေထပ်မှာလိုက်တာဒါ group 2ပါဒါ group 3ပါလိပ်ပြလိုက်โอเคဒီစတိုးလေး3ခုကနေပြီးတော့ကြိုက်ရစတိုးလေးတစ်ခုရွေးပြီးတော့ group လေးတစ်ခုရွေးပါရှင်ကျွန်မမြင်တာလေးတွေပြောမယ်ဒီ reading က10လပိုင်းတစ်လအတွက်ပဲအကျုံးဝင်ပါတယ်โอเคအဲ့တော့ group 1 2 3ကိုမရွေးခင်မှာဒီတစ်လအတွက်မှာ zodiac sign 12ခုမှာ zodiac sign 12ခုလေးတွေအတွက်ဘယ်ဆိုင်ကဘာလေးတွေဖြစ်တတ်လဲဆိုတာကိုကျွန်မဒီ astrology နဲ့နည်းနည်းကြည့်ထားတာရှိတယ်အဲ့ဒါလေးကိုအရင်ပြောမယ်နားထောင်နော်တချို့ဆိုင်လေးတွေကမြင်တာပြောမယ်မမြင်တဲ့ဆိုင်ဆိုလည်းမပြောသွားတာမျိုးရှိတယ်အဲ့ဒါတော့ sign 12ခုစလုံးစာကိုကျွန်မ time stamp မှာတစ်ခုချင်းစီအချိန်မထည့်ပြီးတော့ဒီတိုင်းပဲခြုံပြီးပြောလိုက်မယ်နော်။ Okay အဲ့တော့အရင်စပြောမယ်မြင်တာလေးတွေအရင်စပြောမယ်။ Okay အရင်ဆုံးမြင်တာက Libra လေးတွေရယ် Virgo လေးတွေရယ် Libra နဲ့ Virgo ကဘယ်မှာကောင်းလဲဆိုတော့အလောက်ကန်ကန်ကောင်းနေရမျိုးလေးတွေတွေ့ရတယ်နော်။ Libra ရယ် Virgo ရယ် Okay Libra နဲ့ Virgo မှာ Libra လေးတွေကအလောက်ကန်ကန်ကောင်းတယ်Virgo လေးတွေကVirgo လေးတွေကအလောက်ကန်ကန်ကောင်းတယ် Libra လေးတွေမှာအလောက်ကန်အပြောင်းလဲရှိတယ်အလောက်ကန်နဲ့ပတ်သက်ပြီးအပြောင်းလဲရှိတယ်တချို့လေးတွေလက်ရှိအလုပ်ကိုထွက်ပြီးတော့နောက်အလုပ်အသစ်တစ်ခုကိုပြောင်းလဲရတာမမျှော်လင့်မဲ့ပြောင်းလဲရတာမျိုးတွေဖြစ်နိုင်တယ်တချို့ Libra လေးတွေကအခုမှအလုပ်အသစ်တစ်ခုကိုစလုပ်တာအပြောင်းလဲပေါ့နော်အလုပ်နဲ့ပတ်သက်ပြီးအပြောင်းလဲတချို့ကအလုပ်ပြောင်းတာမဟုတ်ရင်တော့မှ project အပြောင်းလဲတွေဖြစ်နိုင်တယ်အဲ့ဒီအလုပ်အပြောင်းလဲကြောင့် Libra လေးတွေကနည်းနည်းလေးပင်ပန်းတက်တယ်ပေါ့နော်ဒါပေမဲ့ Libra လေးတွေမိသားစုကံကောင်းတယ်မိဘကံကောင်းတယ်မိဘမောင်နှမမိသားစုစီကနေပြီးတော့အေဂျင့်မှုတွေရနေတာမျိုးလေးမြင်ရတယ်။ Okay အလောက်ကံကောင်းပါတယ်အလောက်ကံကောင်းပြီမဲ့နည်းနည်းလေးပင်ပန်းနိုင်တယ်နော် Libra လေးတွေဒီ10လပိုင်းထဲမှာအလုပ်နဲ့ပတ်သက်ပြီးတော့အပြောင်းလဲရှိတယ်အလုပ်အသစ်ကိုရောက်သွားတဲ့အတွက်နည်းနည်းလေး risk ယူပြီးတော့စူးစမ်းနေရတာတော့ဒါမှမဟုတ်လဲ project အသစ်ကိုလုပ်ကင်နေရတဲ့အတွက်နည်းနည်းလေးပင်ပန်းတာတော့အဲ့ဒါလေးဖြစ်နိုင်တယ် okay Virgo လေးတွေကကြတော့လုံးဝအလုပ်ကင်လုံးဝကောင်းတယ်ကံကောင်းမှုကိုတွေ့တယ်အလုံးနဲ့ပတ်သက်ပြီးတော့ကံကောင်းမှုကိုတွေ့တယ်အလုံးနဲ့တင်တဲ့ကြားထဲ relationship က healthy ဖြစ်တာမျိုးပေါ့နော်အဲ့လိုလေးတွေ့တယ်နောက်တစ်ခု Virgo လေးတွေကကြတော့ကိုစိတ်ကူးရင်ထားတဲ့ကိစ္စလေးနဲ့ပတ်သက်ပြီးတော့ဖြစ်စေကိုရဲ့မိဘတွေကြောင့်ဖြစ်စေမိဘမောင်နှမပေါ့နော်မိသားစုကြောင့်ဖြစ်စေနည်းနည်းလေးစိတ်ပင်ပန်းရတတ်တယ်ကိုရဲ့မိသားစုနဲ့ကိုနဲ့ကြားတဲ့ relationship ကနည်းနည်းလေးခက်ခဲနေတာမျိုးဒီ10လပိုင်းထဲမှာအဲ့ဒါလေးတွေဖြစ်တတ်တယ်အလုပ်ကိုင်နဲ့ကိုနဲ့ကြားတဲ့ relationship အလုပ်နဲ့ကိုနဲ့ကြားတဲ့ relationship ကတော့ healthy ဖြစ်တယ်အရန်ကောင်းတယ်เนาะနေ့စဉ်ဘဝမှာ Virgo လေးတွေအလုံများနေတယ်အလုံများနေတယ်ပြီးရင်နေ့စဉ်ဘဝမှာကိုလှုပ်တဲ့အရာတွေကိုချစ်နေတာမျိုးเนาะ Virgo လေးတွေတင်ပါလုံလဲတော့မသိဘူးနေ့စဉ်ဘဝမှာတင်ပတ်သက်နေတဲ့သူတွေတင်ရဲ့လောက်ခွက်ကိုင်ဘက်တွေတင်ငယ်ချင်းတွေအဲ့ဒီလူတွေအကုန်လုံးကိုတင်ချစ်မြတ်နိုးတာမျိုးအဲ့လိုမျိုးလေးတွေ့တယ်ချစ်တယ်ဆိုတာကျွန်မနှလုံးသားတစ်ခုတည်းမဟုတ်နှလုံးသားနဲ့အုံနှောင်းနဲ့နှစ်ခုစလုံးပြိုင်သုံးပြီးတော့ချစ်နေတာမျိုးပေါ့เนาะVirgo လေးတွေကိုအဲ့လိုတွေ့တယ်ဒါပေမဲ့ Virgo လေးတွေပေါ့เนาะကိုယ့်ရင်ထဲမှာတရားရောက်နဲ့ပတ်သက်ပြီးကို sensitive ဖြစ်တဲ့အရာရှိတယ်ကိုယ့်ရဲ့မိသားစုတို့မဟုတ်မိသားစုလိုကိုတတ်မှတ်ထားတဲ့သူတွေနဲ့ပတ်သက်ပြီးတော့ sensitive ဖြစ်လွန်တဲ့အရာ sensitive ဖြစ်လွန်တာကြောင့်နည်းနည်းလေးပူလောင်ရတတ်တယ်ဒီဥမာမိဘနဲ့ပတ်သက်ပြီးကို sensitive ထားရတဲ့အရာရှိတယ်ကွာအဲ့ဒါမိသားစုနဲ့ကိုနဲ့အတိုက်ခံလုပ်နေရတယ်ပြောနေရတယ်အဲ့ဒီအတွက်ကိုနည်းနည်းလေးပင်ပန်းရတာတို့ပါတော့ပေါ့နော်အဲ့လိုလေးဖြစ်တတ်တယ်ရုပ်တရက် Virgo လေးတွေအကြောင်းပြောတဲ့အချိန်မှာလေဒီ group 1ကစတိုးလေးကိုကျွန်မဘာလေးလဲဆိုပြီးအာယုံဆိုင်မိသွားအဲ့တော့ Virgo လေးတွေတင်ရွေးချင် group 1ကိုရွေးလို့ရတယ်နော်ကိုအတင်နဲ့ပို့ပြီး energy ကိုင်းနိုင်တယ် okay အဲ့တော့ Libra နဲ့ Virgo ပြီးသွားပြီ Scorpio လေးတွေပြောမယ်Scorpio လေးတွေအတွေးတွေအများများနေတယ်wow Scorpio လေးအရှိလာတော့ကလည်းအတွေးများတယ်လို့မြင်ထားသလားပဲ Scorpio လေးတွေဒီနေချက်ချင်းတော့ကလည်းအတွေးတွေခရီးဆိုင်ပါလို့ကျွန်မပြောတယ်အခုလည်း Scorpio လေးတွေကအတွေးတွေတော့များပေမဲ့ကျွန်မဗာမြင်လဲဆို friendship တငယ်ချင်းတွေကောင်းတယ်ဘေးနားကပေါင်းတင်မိတ်ဆွေလေးတွေကြောင့်ကိုယ့်ရဲ့
ကိုမဟုတ်တန်းတရားတွေရှောက်တွေးနေတဲ့ dark side တွေအတွေးတွေကိုဘေးနာတငယ်ချင်းတွေကလာထိမ့်မိပေးတာသူတို့ကြောင့်ကိုမှကိုတွေးနေတဲ့အတွေးတွေအပူတွေအဲ့ဒါလေးတွေကပို့ပြီးတော့အေဂျင့်သွားတာကိုခံဖြစ်စေတာပေါ့နော်ကို peace ဖြစ်စေတဲ့ပေါင်းသင်းဆက်ဆံရေးတွေတင်ပေးနာမှာရှိတယ်အဲ့တော့ Scorpio လေးတွေစိတ်ညစ်စရာလေးတွေအတွေးတွေများနေရတယ်ဒီလထဲမှာရှိလိမ့်မယ်ရှိတဲ့အချိန်တိုင်းလည်းဘေးနာတငယ်ချင်းတွေကကိုအကြံဉာဏ်ပေးယူလိုက်ပါသူတို့ပြောတာလေးပုံနာထောင်းလိုက်တင်ရဲ့အတွေးထက်သူတို့ပြောတဲ့ဟာပို့ပြီးတော့လက်တွေ့ကြတယ်ပို့ပြီးတော့ relax ဖြစ်စေလိမ့်မယ်တင်ပေါ့နော်အဲ့တော့ communication တွေကောင်းနေဘေးနာတငယ်ချင်းတွေပေါင်းသင်းဆက်ဆံရေးနဲ့ပတ်သက်ပြီးတော့ Scorpio လေးနော်မဖြစ်မနေတင်ဒီလထဲမှာလောက်ရမယ့်အရာတကူကဘာလဲဆိုတော့ဖျားတရားပို့လို့ပါ Scorpio လေးနော်ဖျားတရားပို့လို့ပါအဲ့ဒါအတင်ကိုပို့ပြီးတော့ကံကောင်းစေလိမ့်မယ် okay ပတ်စံအနောက်ကိုလိုက်ရင် Scorpio လေးတွေနည်းနည်းလေးပြင်ပန်းရတတ်တယ်တချို့ Scorpio လေးတွေအသေးအတန်ပတ်စံရှာနေရစကားတွေပြောပြီးအလုပ်လုပ်ရတဲ့အလုပ်တွေလုပ်တဲ့သူတွေဆိုရင်ပိုပြင်ပန်းလိမ့်မယ်ပေါ့နော်အသေးအတန်လေးစကားတွေအများကြီးပြောပြီးပတ်စံရှာနေရတော့ပါတော့အလုပ်လေးတွေတွေ့ okay အဲ့တော့တရားလုပ်လေးနည်းနည်းလုပ်ပါScorpio ပြီးသွားပြီပြီးရင်Cancerကဒီလထဲမှာကံကောင်းနေရယ်ကံကောင်းခြင်းတွေတွေ့ရယ်တင်ပါလို့အကုန်ကောင်းနေတယ်ခန်းစာလေးတွေ relationship ကောင်းတယ်ခန်းစာလေးတွေကိုပူလောင်အောင်လုံးနိုင်တာဆိုလို့ကျမဒီမှာမြင်တာဒီလာထဲမှာတင်ကိုယ်တိုင်းပဲတင်ရတင်ပဲတယောက်တည်းအတွေးတွေများပြီးပူနေတာမို့ပေါ့နော်ဘေးနာ relationship တွေအကုန်လုံးကကိုယ့်အတွက် peace ဖြစ်စေတယ်ကိုယ်အေးချမ်းမှုပေးစေတယ်သူတို့က green flag ဖြစ်ပြီးတင်ကိုယ်တိုင်း red flag ဖြစ်နေတာခန်းစာလေးတွေ love ထက်ပေါ့နော်အပူတွေပုံများနေတာကိုကချစ်ချင်းမြတ်တာထက် attachment တွေပုံများနေတာတွေပါတယ်ဖြစ်တတ်တယ်တစ်ဖက်သူကိုကချစ်လို့ဆိုပြီးပြောလိုက်ပေမဲ့ကိုပြောလိုက်တဲ့အရာတွေကသူ့ကိုအပူတွေပေးနေသလိုလိုအဲ့ဒါလေးတွေဖြစ်နေတတ်တယ်တချို့ခံစားလေးတွေကျမဒီမှာpassion တွေအများများနေတာတွေ့တယ်ပေါ့နော်ချစ်ချင်းမြတ်တာထက် passion တွေအများများနေတာအဲ့တော့အပူလေးတွေနည်းနည်းလျှော့ပါဘေးနာ relationship တွေဒီအကုန်ကောင်းပါတယ်နော်ဒီလာထဲမှာတင်ပေးနာမှာ abundance တွေရှိတယ်abundance ရပါလဲဆိုတော့နေ့စဉ်ဘဝမှာအလောက်ကင်နေမှာအဆင်ပြေတာတို့ဘာလို့ပေါ့နော်အရန်ကြီး abundance မဟုတ်ဘဲနဲ့ပုံမှန်လေးအဆင်ပြေနေတာတခုပဲအတင်းဟာတင်အပူရှာနေရလေးနည်းနည်းရှိတယ်အဲ့ဒါလေးနည်းနည်း short ပါနော်ခန်းစားလေးကိုကမဖြစ်မနေပြောင်းလဲကျင်နေတဲ့အရာလေးရှိတယ်ကွာဟာအဲ့လိုလေးကျမမြင်တယ်တင်ပြောင်းလဲကျင်တဲ့အရာလေးကိုဟာကိုပဲဘယ်လိုပြောရမလဲမဖြစ်နိုင်တဲ့အရာတစ်ခုကိုတင်းစီမှာတင်ပြောင်းလဲခြင်းတဲ့အရာတစ်ခုရှိတယ်။တင်းရဲ့ physical appearance ကိုလားတင်တစ်ခုခုပေါ့နော်တင်တစ်ခုခုကိုပြောင်းလဲခြင်းနေတာပဲဘေးနာလူတွေကကိုယ့်ကိုအကြံပေးတယ်ဒီလိုမလုပ်နဲ့ဆိုရင်လက်ခံလိုက်နော်အဲ့လိုလေးတွေ့တယ်ကိုဘေးနာလူတွေကကိုယ့်အတွက် abundance ဖြစ်တယ်ပေါ့နော်ခံစားလေး okay Pisces လေးတွေကကြတော့Pisces လေးတွေတင်းမှာ Pisces လေးတွေအိမ်အောင်ရှိတယ်ဆိုရင်ကိုယ့်ရဲ့အိမ်အောင်ဘန်းနဲ့ကိုယ်နဲ့ဒီလထဲမှာအဆင်ပြေနေတာလို့မြင်တယ်အိမ်အောင်မရှိဘူးဆိုရင်တော့မှတင်က single ဆိုတော့မှမိသားစုနဲ့ကိုယ်နဲ့ကြားထဲမှာအဆင်ပြေနေတာ healthy ဖြစ်နေတာအဲ့လိုလေးတွေတွေ့ရ Pisces လေး relationship နဲ့ပတ်သက်ပြီးတော့ Pisces လေးကနည်းနည်းလေးစီးမြင်စီကံကြီးနေတာမျိုးပေါ့နော်ကိုအရန်ကြီးချုပ်ချယ်ချင်တာကိုထားသလိုသွားစေချင်တာအဲ့ဒီစိတ်လေးတွေတော့နည်းနည်းလေးလွှမ်းမိုးနေတတ်တယ်အဲ့ဒါတော့တင့်စီမှာထွက်နေတဲ့အပူလှိုင်းပေါ့နော်ကျန်တာတော့ကောင်းပါတယ်ကျန်တာကတော့ကျမတို့မှာဘာနေလဲဆိုတော့တင်အရေးချင်းလည်းရှိတယ်ကိုယ့်ရဲ့အရေးချင်းကြောင့်အဆင်ပြေခြင်းတွေတွေ့ရတခုပဲတင်စိတ်ကနည်းနည်းလေးဒီလာထဲမှာ Pisces လေးတွေဘာလုံးမလဲတော့မသိဘူးတင်လှုပ်ထိုက်တဲ့အရာလေးတွေလှုပ်နေတယ်ပေါ့နော်Okay Pisces လေးတွေကိုယ့်ရဲ့မိသားစုနဲ့ပတ်သက်ပြီးကိုယ့်ရဲ့မိဘတွေနဲ့ပတ်သက်ပြီးကိုချစ်ရတဲ့သူနဲ့ပတ်သက်ပြီးတင်လှုပ်ထိုက်တဲ့အရာလေးတွေလှုပ်နေတယ်လို့မြင်တယ် maybe တင်ဘက်ကပဲစီမင်းစီကန်းတွေတတ်မှတ်ပြီးတော့ကိုယ့်ရဲ့မိသားစုကဒီဟာလုပ်ပါအဲ့လိုမျိုးကိုကပဲညွှန်ကြားပြီးတော့သူတို့ကလိုက်လုပ်ပေးရတာဘာညာပေါ့နော်တင်အဲ့ဒါနဲ့ပတ်သက်ပြီးနည်းနည်းလေးတော့ challenge ရှိတယ်နည်းနည်းလေးတော့ပြင်ပန်းနိုင်တယ်နော် okay ဒါပေမဲ့အဲ့ဒီအရာတင်လှုပ်ထိုက်တဲ့အရာပဲပေါ့နော်ကျွန်မအလုံးလေးတွေ့ okay အဲ့တော့ Pisces လေးပြီးသွားပြီ Gemini လေးတွေတချို့ Gemini လေးတွေ single မဟုတ်ဘူးပေါ့နော်အိမ်အောင်ရင်းနဲ့ပတ်သက်ပြီးတော့ရေးစားရှိတဲ့သူဆိုရင်ကိုနဲ့သူနဲ့ကြားရမယ်အိမ်အောင်ပြုမဲ့ကိစ္စလေးတွေနှစ်ယောက်တစ်ဘဝတည်ထောင်မဲ့ကိစ္စလေးတွေဒီလာထဲမှာစကားပြောရတာတို့ပါတော့ရုပ်တရက်ပေါ့နော်မမျှော်လင့်မဲ့ပျော်ဖြစ်သွားတာမမျှော်လင့်မဲ့စီစဉ်ဖြစ်သွားတာ Gemini လေးတွေကျွန်မအဲ့လိုလေးမြင်တယ်အဲ့တော့ရေးစားမရှိတဲ့ Gemini လေးတွေကကျတော့နေ့စဉ်ဘဝမှာအလုံးများနေတာမျိုးလေးတွေမြင်တယ်ကိုယ့်ရဲ့နေ့စဉ်ဘဝမှာအလုံးများနေ Gemini လေးတွေအကုန်ကောင်းတယ် Gemini လေးတွေမှာလုံးဝ green flag ဘာပဲလုပ်လို့အဆင်ပြေနေတာမျိုးเนาะတင်အိမ်အောင်ရေးကိစ္စဆွေးနွေးမှလားတင်ရဲ့ချစ်သူနဲ့အဆင်ပြေနေလိမ့်မယ်ချစ်သူမရှိဘူးဆိုရင်လည်းတင်ချစ်တဲ့သူတွေနေ့စဉ်ဘဝမှာတင်ချစ်မြတ်လို့တဲ့ဘသူနဲ့မဆိုပေါ့နော်တင်ပတ်သက်နေတဲ့တင်ရဲ့ relationship နဲ့ပတ်သက်ပြီးတော့လည်းအဆင်ပြေတယ်ငွေရေးကြေးရေးအလုပ်ကိုင်နဲ့ပတ်သက်ပြီးတော့လည်းအဆင်ပြေတယ်မိဘတွေနဲ့လည်းပတ်သက်ပြီးတော့လည်းအဆင်ပြေတယ် money
Money House ကလည်းအရန်ကောင်းနေရဆိုတော့ Gemini လေးတွေအကုန်ကောင်းနေ10လပိုင်းထဲမှာเนาะ Aries တွေကြည့်ရအောင် Aries လေးတွေက sensitive ဖြစ်နေတာရင်ထဲကတယောက်ယောက်နဲ့ပတ်သက်ပြီးတော့ကိုရင်ထဲကတယောက်ယောက်နဲ့ပတ်သက်ပြီးတော့သူ့ကိုပဲချစ်တယ်သူ့ကိုပဲ sensitive ဖြစ်နေတာအဲ့ဒီတယောက်ယောက်ဒီတင်ရဲ့မိဘလည်းဖြစ်နိုင်တယ်ကိုရဲ့မိဘနဲ့ပတ်သက်ပြီးကို sensitive ဖြစ်တာအထိမခံနိုင်ဘူးငါမိဘကိုလာမထိနဲ့ငါချစ်တယ်ငါမိသားစုကိုလာမထိနဲ့ပေါ့နော်အဲ့လိုလေးတွေတွေ့တယ်တချို့ Aries တွေကတော့ချစ်သူကြီးစားလည်းဖြစ်နိုင်တယ်ကိုချစ်သူကြီးစားနဲ့ပတ်သက်ပြီးတော့ကိုကာကွယ်ပေးချင်တာကိုသူတို့ပေါ့အရန် sensitive ဖြစ်လွန်နေတာပြီးရင်ထဲကစစ်မှန်တဲ့မြတ်တာနဲ့တင်ချစ်နေတာအဲ့လိုလေးတွေတွေ့တယ်အဲ့တော့ Aries တွေကို love နဲ့ပတ်သက်ပြီးတော့ပဲတွေ့တယ်ဒီလထဲမှာပေါ့နော်တခြားဟာလည်းရှိမှာပေါ့ကျွန်မမြင်တာတော့အဲ့လောက်ပဲအဲ့တော့ရီးစားရှိတဲ့ Aries တွေရီးစားတွေကိုကိုရီးစားကိုအပြေးဝချစ်နေတာကိုအိမ်တော်ဘက်ကိုအပြေးဝချစ်တာရီးစားမရှိရင်တော့ကိုရဲ့မိဘကိုအပြေးဝချစ်တာအဲ့ဒါတွေဒီကိုအတွက် sensitive ဖြစ်တဲ့အရာကိုတမိုးထားရတဲ့အရာတွေဖြစ်တယ်ကိုကိုအဲ့ဒါတွေလာထိရင်ကိုမကြိုက်ဘူးပေါ့နော် okay ပြီး Aquarius တွေအပြောင်းလဲရှိပါတယ်ဒီလထဲမှာအပြောင်းလဲကြီးမားမားရှိတယ်ဘာနဲ့ပတ်သက်ပြီးတော့လဲဆိုတော့ငွေရေးကြေးရေးနဲ့ပတ်သက်ပြီးတော့ money နဲ့ပတ်သက်ပြီးတော့အပြောင်းလဲရှိတယ်ဥပမာ money နဲ့ပတ်သက်ပြီးတော့အပြောင်းလဲရှိတယ်ဆိုတဲ့အထိပ္ပယ်ဒီနှစ်မျိုးဖြစ်နိုင်တယ်ပထမတစ်မျိုးကရှာသားများပတ်စံတွေရုပ်တရက်အများကြီးသုံးလိုက်ရတာတို့အဲ့လိုမျိုးပေါ့နော်အဲ့လိုလေးကျွန်မမြင်တယ်အဲ့လိုသုံးတဲ့အချိန်မှာလည်းလူသိရှင်ကြား officially ပေါ့နော်တူတူတိတ်မဟုတ်ပဲနဲ့တကယ်ကိုအပြင်မှာတင်သုံးဖို့လိုအပ်လို့ကိုသုံးလိုက်ရတာတော့ပတ်စံတွေအများကြီးကုန်နေတာမျိုးလေးတွေမြင်ရတယ်မဲ့တင်အဲ့လိုအကုန်ခံနိုင်တဲ့အရေးချင်းမျိုးလည်းတင်မှရှိရယ်အကျွေးတွေပါရတော့တင်သွားမှာတော့မဟုတ်ဘူးကို့မှာရှိတဲ့အရာတွေပဲထုတ်သုံးလိုက် money နဲ့ပတ်သက်ပြီးတော့အဲ့လိုအပြောင်းလဲကြီးမမားတွေရှိတယ်တချို့ Aquarius တွေကရုပ်တရက်ပတ်စံတွေအများကြီးရင်းနှီးမြှုပ်နှံပြီးတော့အမြတ်ရဖို့အတွက်စူးစမ်းတာတော့အဲ့လိုလေးတွေဖြစ်နိုင်တယ်ပေါ့နော်ဒီအနာဂတ်မှာပြန်ရလာမယ်အကျိုးမြတ်ကိုမျှော်လင့်ရင်းနဲ့ပတ်စံတွေအများကြီးထုတ်သုံးလိုက်တာအဲ့ဒါဖြစ်နိုင်တယ်တချို့ Aquarius တွေကငွေအေးကြေးရေးနဲ့ပတ်သက်ပြီးတော့အပြောင်းလဲရှိတယ်ဘယ်လိုအပြောင်းလဲဖြစ်မလဲတော့မသိဒါပေမဲ့ထွက်ပေမဲ့လည်းပြန်ဝင်မယ်ဆိုတဲ့ energy မျိုးလေးလည်းတွေ့တယ်ဒီလာထဲမှာပြန်ဝင်မဝင်ရင်လည်းနောက်လိုက်တွေမှာပြန်ဝင်မယ်ပေါ့နော်အဲ့လိုတွေ့တယ်အဲ့တော့ပြီးသွားပြီနော်ဆိုင်းတွေတော်တော်များပြီးသွားပြီ Sagittarius တွေပြောမယ် Sagittarius တွေကဘာမှတိတ်ထူးထူးကြမရှိဘူးSagittarius တွေဒီလာထဲမှာကိုလှုပ်ချင်တာတွေလှုပ်ပြီးတော့ပေါ့ပါလေးပဲနေနေတာမျိုးပေါ့နော်officially ပဲပေါ့ပါအေးစစ်စစ်လေးဖြတ်တန်းဖြစ်လိမ့်မယ် Capricorn လေးတွေကတော့ပတ်စံရှာနေလိမ့်မယ်ဒီလာထဲမှာပတ်စံကိုပဲအာယုံဆိုင်တာကျန်တာတိတ်အာယုံမဆိုင်เนาะ Taurus လေးတွေကကျတော့နေ့စဉ်ဘဝမှာလှုပ်ရှားရှိတဲ့အရာလေးတွေပုံမှန်လေးလုပ်နေတာမျိုးเนาะနေ့စဉ်ဘဝမှာပုံမှန်လေးလုပ်ရင်းဖြတ်တန်းနေတာမျိုးOkay Taurus က Gemini နဲ့တိတ်မကွာဘူးအဲ့တော့ Taurus လေးတွေလည်းကံကောင်းပါတယ်အရာအလုံးပြည့်စုံနေရမျိုးလေးမြင်ရတယ်ပြီးရင် Leo လေးတွေကအပြောင်းလဲနည်းနည်းရှိရယ် Leo လေးတွေခရီးတိုလေးတွေထွက်ဖြစ်တာတော့မဟုတ်ပညာရဲ့အသစ်လေးတွေလေးလာဖြစ်တာခရီးတိုလည်းမထွက်ဘူးပညာရဲ့အသစ်လည်းမလေးလာဘူးဆိုရင်တော့သင် Leo လေးတွေတင်လုံးချင်တာကိုလုံးနေတာမျိုးကျမလိုလေးမြင်တယ်နော်တင်ဒီလားထဲမှာအရင်လားထပ်ပို့ပြီးတိုးတက်မှုတွေရှိမယ်ဘယ်လိုတိုးတက်မှုလဲတော့မသိဘူးเนาะတိုးတက်မှုလေးတော့ရှိနေမယ်โอเคအဲ့တော့ပြီးသွားပါပြီအဲ့တော့ sign 12ခုစလုံးစုံသွားပြီလို့ထင်တယ်တချို့ sign တွေကြံခဲ့ရင် sorry ပါကျမကတော့ sign 12ခုလုံးစုံသွားပြီလို့ထင်တယ်ပေါ့နော်အဲ့တော့ဒီလောက်ပါပဲဒါကတော့ဒီ10လပိုင်းတစ်လစာအတွက်ပေါ့နော် zodiac sign 12ခုနဲ့ပတ်သက်ပြီးတော့ဘာလေးတွေဖြစ်နိုင်လဲဆိုတာမြင်နေညအချင်းချင်းလေးပြောလိုက်တယ်73မိနစ်တော့ဖြစ်သွားတယ်မောလိုက်တာโอเคအဲ့တော့ group 1 2 3စမယ်နော်Okay group 1လေးမင်္ဂလာပါရှင်ဒါကတော့ group 1လေးရွေးထားတဲ့စတူလေးပါချစ်စရာလေးเนาะအစ်စ်ကြီးပါကျွန်မလုံးဝမသုံးရသေးเนาะလုံးဝမသုံးရသေး group 1လေးတွေစေးဥပါအဲ့တော့စကြည့်အောင် group 1လေး Uranus group 1လေးတွေမှာအပြောင်းလဲရှိတယ်ဘာအပြောင်းလဲလေးလို့တစ်ချက်ကြည့်လိုက်မယ်เนาะမမျှော်လင့်မဲ့ရုပ်တရက်ပြောင်းလဲသွားမဲ့အရာလေးတွေရှိတယ်ကိုယ့်ရဲ့အနာဂတ်ရည်မှန်းချက်နဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့ရည်မှန်းချက်တွေတင်ဒီလာထဲမှာပြောင်းဖြစ်သွားလိမ့်မယ်ရုပ်တရက်ကြည့်ပါနော်အရင်တော့အတင်တစ်ခုခုကို focus ထားရပေါ့နော်ငါဒီဟာကိုလုပ်မယ်အမြဲတမ်းလုပ်မယ်လို့တင်စဉ်းစားထားတာရေရှည်လုပ်မယ်လို့စဉ်းစားထားတာဒီလာထဲမှာအဲ့ဒီအရာနဲ့ပတ်သက်ပြီးတော့မလုပ်ဖြစ်တော့မယ့်အကြောင်းတရားလေးတွေပေါ်လာတာတို့ဘာလို့ပေါ့နော်အဲ့ဒါလေးတွေဖြစ်လိမ့်မယ်တင်ဟာတင်ပြောင်းလဲလိုက်တာမဟုတ်ဒီ King of Wands ရပေါ့နော် King of Wands တင်ကတော့ passion အပြည့်နဲ့ဒီအနောက်လိုက်ရင်နဲ့ဒီလာထဲမှာတချို့အရာလေးကမမျှော်လင့်မဲ့ကိုအဒီအနောက်ကိုလိုက်ချင်ပေမဲ့ဆက်လိုက်လို့မရတော့တဲ့အကြောင်းတရားလေးတွေပေါ်လာတာဆက်လိုက်လို့မဖြစ်တော့တဲ့အကြောင်းတရားလေးတွေပေါ်လာတာဖြစ်တဲ့တင်အဲ့ဒီဟာကိုရည်ရွယ်ချက်တွေရည်မှန်းချက်တွေပြန်ပြီးပြောင်းလိုက်ရတာမျိုးတွေဖြစ်နိုင်တယ်အဲ့ဒါကတချို့လေးတွေအတွက်အလောက်ကင်ဖြစ်နိုင်တယ်ပန်းနိုင်တစ်ခုခုဖြစ်နိုင်တယ်တချို့လေးတွေတယောက်ယောက်အနောက်ကိုလိုက်နေတာလည်းဖြစ်နိုင်တယ်ပေါ့နော်နံပါတ်9 oh my god
နံပါတ်9ဇွဲကောင်းကောင်းနဲ့ကိုလိုက်နေတဲ့အရာပေါ့နော်ဇွဲကောင်းကောင်းနဲ့ကိုလိုက်နေတဲ့အရာနဲ့ပတ်သက်ပြီးတော့โอเคတစ်ချက်လောက်ထောက်ရက်ကတကယ်လောက်ထပ်ကြည့်ရအောင်တမမဖြစ်နိုင်တော့ဘူးဆိုတော့တင်တည်သွားတာ oh my god ကရူဝါလေးနေဆို sorry ပါမဖြစ်နိုင်တော့မှန်းတင်ဒီလာထဲမှာတစ်ခုခုကိုတည်သွားလိမ့်မယ်ဘာလေးလဲတော့မသိဘူးပေါ့နော် okay ဘောထွန်းတက်တက်ကိုတစ်ချက်ကြည့်အောင် that oh ပြီးဆုံးခြင်းနေ sorry ပါကရူဝါလေးတွေဒါပေမဲ့ sorry ပါလို့ကျွန်မပြောပြမယ်တချို့ကရူဝါလေးတွေဒီပြီးဆုံးခြင်းဒီတင်အတွက်ကောင်းဖို့အတွက်ဖြစ်လာတာလည်းဖြစ်နိုင်တယ်နော် oh ဒီမှာနံပါတ်9ကိုတွေ့တယ်ဒီမှာ9တော့1ကိုတွေ့တင်လိုက်နေတဲ့အရာဒီလမ်းမှားတစ်ခုဖြစ်နေတယ်တင်လိုက်နေတဲ့အရာဒီလမ်းမှားတစ်ခုဖြစ်နေတယ်အဲ့ဒီလမ်းမှားတစ်ခုကိုတင်လိုက်နေတာတင်ဒီလာထဲမှာတည်သွားပြီရုပ်တရက်ကြီးတည်သွားတယ်မမျှော်လင့်မဲ့ရုပ်တရက်ကြီးကို surprise ဖြစ်စေတယ်ဝုန်းဆို shock ဖြစ်စေတာမျိုးပေါ့နော်ရုပ်တရက်ကြီးတင်တည်သွားတယ်ငါဒီအနောက်ကိုလိုက်လို့မဖြစ်တော့ဘူးဆိုတာမျိုးဥပမာပေါ့ကိုကစိတ်ကူးတွေရှင်ထားတယ်အိမ်မက်ထဲမှာလေထဲမှာတိုက်အိမ်လေးစောက်ထားတယ်ငါရဲ့အနာဂတ်မှာငါထားပါတော့ဥပမာပေါ့နော်နိုင်ငံခြားမှာအခြေချမယ်လို့ဘာလို့ညလို့ပေါ့နော်ဒါပေမဲ့ဒီလာထဲမှာတင်တည်သွားတယ်ဩဒါကြီးကအိမ်မက်ပါပဲတကယ်မဖြစ်နိုင်ပါဘူးပေါ့နော်အဲ့လိုဖြစ်နိုင်တယ်ဒါပေမဲ့တင်ဖို့ဟာမပြီးဆုံးသွားအောင်နော်ကျမဒီမှာမြင်တယ်ဓာတ်ကိုမြင်တော့ဘာမြင်လဲအဲ့ဒီအရာကိုအဆုံးသတ်လိုက်ပြီးတော့နောက်ထပ်အသစ်တစ်ခုတင်ထပ်ပြီးရည်မှန်းတာအတင်စဉ်းစားစိတ်ကူးရင်ထားတဲ့အရာဒီကိုအတွက်မဟုတ်ပဲနဲ့နောက်ထပ်လမ်းကြောင်းအသစ်တစ်ခုကိုတင်ကပြန်ပြီး focus ထားလိုက်တာပေါ့ပြောချင်တာတင် focus ထားမဲ့လမ်းကြောင်းပြောင်းသွားတာ okay အဲ့တော့အဲ့ဒါအိမ်မက်တစ်ခုဖြစ်နိုင်တယ်တချို့လေးတွေအလုပ် project တစ်ခုနောက်တင်လိုက်နေကြာပြီကွာတင်အဲ့ဒါကိုပဲဇွဲကောင်းနဲ့လိုက်နေတင်တည်သွားတယ်ဩဒီဟာဒီငါတော့အောင်မြင်နိုင်ခြင်းမရှိပါလားဆိုအဲ့ဒါကိုဒီလာထဲမှာတင်တည်သွားတဲ့အချိန်မှာတင်ထားခဲ့ပြီးနောက်တစ်ခုနောက်လိုက်တာပေါ့ဖြစ်နိုင်ခြင်းရှိတဲ့အရာနောက်ကိုလိုက်တာလို့ပါတော့တချို့ကကြတော့တယောက်ယောက်အနောက်ကိုလိုက်နေရင်းနဲ့မှတော်တော်ကြာပြီပေါ့နော်ဇွဲကောင်းနဲ့ focus ထားနေရင်းနဲ့မှသူဒီကိုနဲ့ဘယ်လိုမှမဖြစ်နိုင်တော့ဘူးဆိုတော့ဒီလာထဲမှာတင်တည်ပြီးတော့တင်ထားခဲ့လိုက်ရတာလို့ပါတော့တင်အတွက်ကတော့ခရူဝါလေးoverall မှာအဲ့လိုမြင်တယ်ပေါ့နော် overall မှာအဲ့လိုမြင်တယ် okay အခုတလားစာတော့ group 1လေးတွေတင်းရဲ့ personal group ကိုကြည့်ရအောင်ငွေရေးကြေးရေးအလုပ်ကိုတစ်ချက်ကြည့်ရအောင်တင်းရဲ့အခြေရေးကိုကြည့်ရအောင် friendship ကိုကြည့်ရအောင်intention ဘောထွန်းတယ်မှာ intention heart chakra နှလုံးသားနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကိုယ့်ရဲ့စိတ်ခံစားချက်နဲ့ပတ်သက်ပြီးတော့ intention ထားရမယ်ပေါ့နော်okay အဲ့လိုလေးရတွေ့အဲ့တော့တစ်ချက်ကြည့်မယ်နော်တင်းရဲ့ personal growth မှာဒီလာထဲမှာတင်းအတွက်တိုးတက်သွားမယ့်အရာလေးတွေဘာလေးတွေရှိလဲ discipline sudden စီးမြင့်စည်းကမ်းတွေကိုမြင်တာဒီမှာလဲတင်ပြောင်းလဲရမယ့်အရာလေးတွေမြင်တင်တိုးတက်သွားမယ့်အရာပါလဲဆိုလှေကားထစ်လေးတွေကိုကျွန်မမြင်တယ်ဒီလာထဲမှာတိုးတက်ခြင်းတွေရှိတယ်တင်ရဲ့ personal growth နဲ့ပတ်သက်ပြီးတော့တိုးတက်ခြင်းတွေကတော့ရှိရှိတယ် discipline sudden ကိုကစီးမြင့်စည်းကမ်းတွေနဲ့ပတ်သက်ပြီးပုံမှန်လေးကိုလုပ်စရာရှိတာကိုလုပ်တယ် maybe တင် exercise တွေပါရေးလုပ်တယ်ဆိုရင်လည်းဒီလာထဲမှာပုံမှန်လေးပေါ့နော် exercise တွေပုံမှန်ထပ်လုပ်သွားတာတော့ဘာလို့အဲ့ဒါလေးဖြစ်နိုင်တယ်အလုပ်တွေဆိုလည်းအရင်လိုပဲတင်မပြင်းဘူးကွာတင်ပြင်းရင်းနေတာမျိုးကျွန်မမမြင်ဘူးစားလာကြရခင်းတော့1ဆိုတော့လေပြင်းရင်းနေတဲ့ကတ်တင်မှာမရှိဘူး okay ကျွန်မသိသွားပြီတချို့ group 1လေးတွေတင်ဒီမှာပြောင်းလဲလိုက်ရမယ့်အရာတစ်ခုကဘာလဲဆိုတော့တင် body transformation လည်းဖြစ်နိုင်တယ်ပေါ့နော်တင်ရဲ့ personal life မှာတင်တစ်ခုခုကိုတင် exercise လုပ်တဲ့နည်းလမ်းတွေကိုပြောင်းလိုက်တာလည်းဖြစ်နိုင်တယ်နော် okay personal growth မှာwhoa အဲ့ဒါဘယ်လိုလုပ်မလို့ကဲ့တွေကအများကြီးအသစ်စားတင်ခြင်းတွေတွေ့ရခင်းတော့တကယ်ပဲယူမလို့ဟာဘောထွန်းတယ်မှာနိုင်တော့ပတ်နေကဲပုံမှန်လေးပေါ့နော် slowly and steady ပုံမှန်လေးသွားနေတာမျိုး okay အဲ့တော့အရာအလုံးပေါ့နော်တင်းရဲ့ personal growth မှာကျွန်မမြင်တာတော့ငွေရေးကြေးရေးအလုပ်ကိုင်မှာဖြစ်စေတင်းရဲ့ကိုချစ်မြတ်နိုးတဲ့စိတ်ဖြစ်စေနောက်တစ်ခုကိုရဲ့ကျမ်းမာရေးလို့လည်းအမြင်တယ်ပြီးရင်ကိုဘဝ stable ဖြစ်ရေးအဲ့ဒါလေးတွေပုံမှန်လေးသွားနေအဲ့တော့ပတ်နေကြည့်
ပုံမှန်လေးသူအလုပ်လုပ်ပြီးတော့ပုံမှန်လေးဒီမှာ slowly and steady ပုံမှန်လေးတစ်ခုချင်းစီတရင်ချင်းစီ personal growth မှာတော့ဒီလာထဲမှာတိုးတက်ခြင်းတွေတွေ့တယ်ဒါပေမဲ့ဝုန်းတိုင်းတိုးတက်သွားမှာမဟုတ်ဘူးဖြည်းဖြည်းလေးပုံမှန်လေးတိုးတက်သွားတာနော်ဖြည်းဖြည်းလေးပုံမှန်လေးတိုးတက်သွားတယ်ကျန်းမာရေးပိုကောင်းလာလိမ့်မယ်ရုပ်တရက်ကြီးကောင်းလာတာမဟုတ်ဘဲနဲ့ဖြည်းဖြည်းလေးကောင်းလာတာဒီမှာရုပ်တရက်ကြီးပြောင်းလဲသွားမယ့်အရာတော့ရှိတယ်အဲ့ဒါကြတော့ personal growth မဟုတ်ဘဲနဲ့သင်ရဲ့ပန်းနိုင်နဲ့ပတ်သက်ပြီးရုပ်တရက်ကြီးပြောင်းလဲသွားမယ့်အရာရှိတယ်okay အဲ့တော့ကျမရေးပို့ကောင်းလာမယ်ကိုဘောကအဲ့တော့ stable ဖြစ်နေတဲ့အရာလေးတွေဒီဆက်ပြီးတော့ stable ဖြစ်နေအောင်မယ်အဲ့လိုတွေ့တယ်နော်တင်းရဲ့ငွေရေးကြေးရေးအလုပ်ကိုင်တစ်ချက်ကြည့်ရအောင်ပလဲလေးရဲ့ trust ကိုယ့်ရဲ့ငွေရေးကြေးရေးအလုပ်ကိုင်ကြီးကောင်းပါတယ်ယုံကြည်ပါတင်းရဲ့ငွေရေးကြေးရေးအလုပ်ကိုင်ကြီးပို့ပြီးတော့ stable ဖြစ်လာအောင်မယ်နော်ကိုလုံနေတဲ့အလုပ်ကိုယုံကြည်မှုရှိရှိနဲ့သွားပါကြည့်ရတယ်ကိုတန်မိုးရှိတဲ့အလုပ်တစ်ခုအတင်လုံနေတာတော့ဘာလို့လဲဖြစ်နိုင်တယ် Knight of Cups ဘောထွန်းတစ်ထက်မှာ Knight of Cups ရယ်ဘောထွန်းတစ်ထက်မှာ Knight of Cups ရယ်အလုပ်ကိုင်နဲ့ပတ်သက်ပြီးတော့လေ Knight of Cups ရဲ့အောက်မှာ3ရောဆော့ကိုစိတ်တိုင်းမကြတဲ့အရာလေးတွေကဒီလအစမှာနည်းနည်းလေးရှိမယ်ဆိုရင်လားလေလောက်ရောက်ရင်အဆင်ပြေသွားလိမ့်မယ် Okay group 1လေးပြမှာကျွန်မမြင်တာတင်ငွေရေးကြီးအလုပ်ကိုင်ပါလေကိုအလုပ်ကိုယုံကြည်လေကိုအလောက်ကကိုအကျိုးပေးလေကိုအလောက်ကိုကချစ်မြတ်နိုးလေတန်မိုးထားလေအဲ့ဒီအလောက်ကတင့်ကိုအကျိုးပေးလေပေါ့နော်ကျွန်မအဲ့လိုလေးတွေမြင်နေ Night of Cups နဲ့ကျင်းနေတခုခုကတင့်ကို offer လာပေးနေတာအလုံးနဲ့ပတ်သက်ပြီးကန့်လှမ်းချက်တွေရလိမ့်မယ်ဒီလာထဲမှာလေတရားပြောကိုတခုခုလာကန့်လှမ်းတာဈေးတွေပါရောင်းနေဆိုလဲလာဝယ်တဲ့သူတွေများတာတင်က freelance တယောက်ဆိုရင်လည်းကိုကိုလာပြီးတော့ project တွေလာကန့်လှမ်းတာပေါ့နော်အဲ့လိုမျိုး service တွေလာအပ်တာအဲ့လို offer လေးတွေတော့အလုံးနဲ့ပတ်သက်ပြီးတင်ရလိမ့်မယ်အဲ့ဒီရမယ်အလုံးနဲ့ပတ်သက်ပြီးရမယ့် offer လေးတွေတင်အတွက်စိတ်ချမ်းမြေ့စရာပျော်ရွှင်စရာလေးတွေဖြစ်တတ်တယ်နောက်ပြီးတော့ဒီမှာရတနာလေးတစ်ပါးလုံးပလဲလုံးလေးဆိုတော့လေတင်ရုံကြည်ကြည်လေးနဲ့အဲ့ဒါကိုလှုပ်လို့ရတယ်အဲ့တော့ဒီလာထဲမှာအလုပ်အသစ်တွေပါလာကန်လှမ်းမယ်ဆိုရင်လက်ခံလိုက်ပါအဲ့ဒါဒီကိုအတွက်ကောင်းတယ်နော်အလုပ်အဟောင်းပဲဆက်လုပ်မယ်ဆိုရင်လည်းကောင်းတယ်ဘာပဲဖြစ်ဖြစ်ပါအလုပ်ကြောက်ပျော်ရွှင်ရမယ် material ကိုတွေ့တယ်အဲ့တော့ group 1လေးတွေငွေရေးကြေးရေးတောက်တင်းခိုင်ပါတယ်အလုပ်ကိုင်တွေအဆင်ပြေတယ်အဲ့လိုလေးတွေတွေ့တယ်ဒီမှာလည်းတင်က business woman တို့မှ business man တယောက်ဆိုရင်ကိုယ့်ရဲ့အလုပ်ကဆက်ပြီးတော့ stable ဖြစ်နေတော့မယ် stable ဖြစ်နေရင်းနဲ့မှ offer အသစ်လေးတွေဒီလာထဲမှာရတတ်တယ်နော် offer မရရင်တော့မှချီကျူးခံရတာပေါ့နော်အလုံးနဲ့ပတ်သက်ပြီးတော့ချီကျူးခံရတာတော့ဘာလို့တင်ဘွားကဆက်ပြီးတော့ခိုင်မြဲနေတော့မယ်အဲ့တော့ group 1လေးတွေတင်အခြေအနေကောင်းလားမကောင်းလားတော့မသိကက်တွေကတော့အခြေအနေအရန်ကောင်းနေတာမျိုးပြတယ် okay အဲ့တော့အခြေရေးကိုတစ်ချက်ကြည့်အောင်နော် Knight of Cups ရဲ့ရုပ်တရက်ဒီလိုလှန်သွားအခြေရေးနဲ့များဆက်နေမလားမသိat star chakra alignment အခြေရေးမှာ alignment မြင်တယ် alignment ဆိုတာလေလုံးဝ align ဖြစ်သွားတာပေါ့နော် alignment ကိုမြင်ပေမဲ့ကျမကဒီမှာလဲ 3 source ကိုတွေ့ထားတာဆိုတော့ကိုကအခြေရေးနဲ့ပတ်သက်ပြီးတော့အခြေရေးရှိတဲ့သူဆိုရင်ကိုချစ်တဲ့သူနဲ့ကိုကချစ်တဲ့ကိုချစ်တဲ့စိတ်နဲ့နှစ်ခုကလုံးဝ alignment ဖြစ်သွားတာတစ်ထက်တည်းလာကြနေတာမျိုးအဲ့ဒါလေးတွေဖြစ်တတ်တယ်နောက်ပြီးတော့တချို့လေးတွေကကြတော့ဘယ်လိုပြောအောင် at star chakra ကိုမြင်တော့လေရည်စားရှိနေပြီးသားသူတွေဆိုရင်ပို့အဆင်ပြေလိမ့်မယ်နော်အတကကြတော့လုံးဝ stable ဖြစ်တဲ့ energy ဆိုတော့ရည်စားရှိပြီးသားသူတွေကိုယ့်ရဲ့တစ်ဖက်ပါဒနာနဲ့ကိုယ်နဲ့ကြားထဲမှာအပေးယူတွေမျှတာဆက်ပြီးတော့ stable ဖြစ်သွားနေတာမျိုးရည်စားမရှိတဲ့သူကတယောက်ယောက်နဲ့ alignment ဖြစ်သွားလိမ့်မယ်ဘယ်သူမလဲတော့မသိဘူးတယောက်ယောက်နဲ့ပတ်သက်ပြီးတော့ဒါပေမဲ့အခြေရင်းနဲ့ပတ်သက်ပြီးတင်မှာရွေးချယ်စရာလေးတွေတော့ရှိတယ် maybe ကျမထင်တာတော့တင်ကိုလာတဘောကြတဲ့သူနဲ့တင်ကတဘောကြမိတာနဲ့အဲ့ဒီနှစ်ခုကဒီလာထဲမှာ alignment ဖြစ်သွားလိမ့်မယ်ပေါ့နော် maybe ကိုကသူ့ကိုအရင်ကတတိမထားမိပဲဒီလာထဲမှာတတိထားမိသွားတာလားဘာလားပေါ့နော်အဲ့လိုလေးတွေဖြစ်နိုင်တယ်လူတွေအများကြီးထဲမှာအဲ့ဒီလူလေးတယောက်ကိုတင်ရုတ်တရက်ကြီးရေးလေးတတိထားမိသွားတာတော့အဲ့လိုလေးတွေကျွန်မမြင်တယ် alignment ကိုတွေ့တာဆိုလေ alignment မှာခံစားမိတာတင်ကိုယ်တိုင်က align ဖြစ်ချင်တာမဟုတ်ပဲနဲ့တယောက်ယောက်နဲ့မမျှော်လင့်မဲ့ align ဖြစ်သွားတာမျိုးFight of Cups ရယ် Fight of Swords ရယ် alignment လေးလာကြပြီမလာကြတဲ့ Tarot ကတ်ဒီ fight တွေပဲပေါ့နော်အဲ့တော့ကောင်းတဲ့ကတ်တော့မဟုတ်ဘူးအခြေရင်းနဲ့ပတ်သက်ပြီးပြဿနာလေးနည်းနည်းရှိရယ်အဲ့တော့ relationship ရှိတဲ့သူတွေဆိုရင်ကျွန်မပြောပြမယ်သူနဲ့ကိုနဲ့လုံးဝညှိနှိုင်းလို့အဆင်ပြေသွားတာဘယ်လိုမျိုးလဲဆိုတော့လေrelationship ရှိတဲ့ဆိုတော့စကားများရန်ဖြစ်တာတော့နှစ်ယောက်ကြားထဲမှာညှိနှိုင်းလို့မရတာတော့အဲ့ဒါလေးတွေရှိလိမ့်မယ်ရှိလို့ရှိရင်အဲ့ဒီပြဿနာလေးကိုဒီလာထဲမှာဖြည့်ရှင်းဖြစ်လိမ့်မယ်ဖြည့်ရှင်းပြီးတော့မှအဆင်ပြေရင်ဆက်တွဲကြမယ်ကွာအဆင်မပြေဘူးဆိုလည်းငါတို့လမ်းခွဲကြမယ်ပေါ့လုံးဝ alignment ဒီတချို့လေးတွေပြန်တွဲတာမဟုတ်ဘဲနဲ့လမ်းခွဲလိုက်ဖို့အတွက်လုံးဝ align ဖြစ်သွားပြီသူနဲ့တင်နဲ့လမ်းခွဲဖို့အချိန်တန်ပြီဆိုတာမျိုးအဲ့ဒါလေးဖြစ်သွားတတ်တယ်နော်အဲ့တော့အခြေရေးရှိတဲ့သူဆိုနည်းနည်းတတိထားပါရည်စားရှိတဲ့သူဆိုရင်ကိုပေးနာမှာပေါ့နော်ဒီမှာကြည့်တတိထားပြီးတော့ရမယ်ဆိုတဲ့ moment လေးတွေတွေ့တယ် page of swords
နော်ဖိတ်ချောဆိုတတိထားပြီးတော့ရမယ်ပြဿနာလေးတွေတော့ရှိတယ်ရှင်းရမှာလေးတွေရှိညှိနှိုင်းလို့ရရင်ရညှိနှိုင်းလို့မရရင်လမ်းခွဲလိုက်တော့မယ်အဲ့တော့နှစ်ယောက်စလုံးအပေးယူမြင်နဲ့ okay ငါတို့တွေလမ်းခွဲလိုက်တော့မယ်လို့ဘာလို့ပေါ့နော်အဲ့လိုလေးတွေဖြစ်တတ်တယ်crush လေးတွေဘာလေးတွေရှိတယ်ဆိုရင်လည်းကျမဒီမှာဗာမြင်လဲဆိုတော့ကိုကသူ့ကိုသဘောမကျဘူးဆိုတော့ကိုတိလိုက်တဲ့အချိန်မှာဒီလာထဲမှာလည်းကိုလည်းသူ့သိသဘောမကျတော့တာတော့ပါတော့အဲ့လိုအလိုင်းဖြစ်သွားတာပေါ့နော်တစ်ထက်တည်းဆန္ဒရတစ်ထက်တည်းကျသွားတာချစ်ချင်းမြတ်တာတွေတစ်ထက်တည်းကျတာမဟုတ်ပဲနဲ့မကြိုက်တဲ့အရာတွေတစ်ထက်တည်းကျသွားတာမျိုးအဲ့လိုလေးတွေခံစားနေမိတယ်နောက်တစ်ခါတော့ထည့်ကြည့်အောင် okay နောက်တစ်ခါတော့ကြည့်မယ်နောက်တစ်ခါထည့်ကြည့်လဲ page of sauce ပဲကြာလာတယ် bottom ထဲမှာ3 of sauce အချီရင်းနဲ့ကတော့လေတတိထားပြီးတော့သွားဒီလောက်ပဲပြောတော့မယ်နော်ဂရူဝမ်လေးအချီရင်းနဲ့ပဲတက်ပြီးနည်းနည်းလေးတတိထားပြီးသွားရမယ် moment လေးအဆင်ပြေမဲ့သူနည်းလိမ့်မယ်နော်တချို့ကကြတော့ဒီမှာokay ဘယ်သူမှမလျှော့ဘူး तू မလျှော့ကိုမလျှော့ပေါ့နော် तू မလျှော့ကိုမလျှော့နဲ့ဒါကိုလမ်းခွဲလိုက်ပြီးတော့ခိတခဏ break လိုက်တယ်ပြီးတော့မှပြန်ပြီး align ဖြစ်သွားတာလည်းဖြစ်နိုင်တယ် okay အဲ့တော့ဆက်မပြောတော့အဲ့တော့အတင်းရဲ့ friendship ကိုတစ်ချက်ကြည့်လိုက်မယ် red just ပါ friendship ကကောင်းပါတယ်ဒီမှာရောင်မြန်ဟတ်နေရတဲ့တွေ့တယ်ရုပ်တရက်မှန်ကားနေပြီးတော့လေအလင်းတွေရောင်မြန်ဟတ်နေရမယ် okay friendship ကတော့ကောင်းတယ်ဘယ်လိုမျိုးလဲဆိုတော့ group 1လေးတွေကိုသူခင်တယ်မှတ်လားတကယ်စစ်မှန်တယ်မှတ်လားကိုပြန်ခင်ပေးလိုက်မယ်ကိုပြန်စစ်မှန်ပေးလိုက်မယ်သူကိုမစစ်မှန်ဘူးမှတ်လားမစစ်မှန်ရဲ့သားနဲ့ကိုခင်ကြအောင်လာဆောင်လို့ရှိရင်ဒီလာထဲမှာ no နင်မစစ်မှန်ဘူးဆိုတာငါသိတယ်သူပေးတဲ့ပုံစံအတိုင်းကိုသူ့ကိုပြန်ပြီးတော့ရောင်ပြန်ဟပ်ပေးလိုက်တာမျိုးပေါ့နော်အဲ့တော့ group 1လေးတွေ friendship မှာတော့ကျွန်မအဖြူမဲသေးကွဲနေတာတွေ့တယ်ဒီလူကိုခင်လားမခင်ဘူးလားတကယ်ဆက်ဆံရေးမှာဒီလူကိုပေါ့ကောင်းလားမကောင်းလားကိုသိတယ်အဲ့ဒီအတိုင်းကိုသူ့ကိုဆက်ဆံလိုက်တာမျိုး3 of sauce ထွက်လာပြန်ပြီစိတ်တွေလည်းညစ်ရပါတယ် 10 of cups okay အဲ့တော့တင်ကတော့ကောင်းမှုအဲ့လိုမျိုးတက်ရောက်မှုတိုင်းမှာတန်ပြန်တက်ရောက်မှုရှိတယ်ဘာညာပေါ့နော်အဲ့လိုပုံစံမျိုးလေးနဲ့တင်ဆက်ဆံလိုက်ပေးမယ်သူပေးတဲ့အတိုင်းပဲတင်ပြန်ဆက်ဆံပေးမယ်ဒီ3 of sauce နဲ့10 of cups ဒီတင် energy မဟုတ်ဘဲနဲ့တင်ရဲ့ friendship energy လို့ကျွန်မထင်တယ် night of sauce energy နဲ့တယောက်ယောက်ကတင်စီကိုပြေးလာနေရတင်ကတော့ကွာဘယ်လိုပြောမလဲသူကိုမယိုးသားတာသူကိုတကယ်မခင်မဲနဲ့ခင်ကြအောင်ဆောင်တာဆိုတင်ဘက်ကနည်းနည်းလေးခက်ဆင်စိမ့်လေးနေလိုက်တာပေါ့အဲ့ချိန်ကျတစ်ဖက်တော့မဟုတ်ဘူးအသေးတန်လာပြန်ခေါ်တာတို့ဘာတို့ပေါ့နော်အဲ့လိုလေးတွေတင်ကြုံနိုင်ချေတော့ရှိတယ် friendship ထဲမှာတင်ရကြတော့မဟုတ်ဘူးကိုပေါ့ကောင်းတဲ့သူဆိုပြန်ကောင်းလိုက်မယ်လူနည်းစုလောက်နဲ့ပဲသွားမယ်လူတိုင်းကိုလိုက်မဖားနိုင်ဘူးဘာညာပေါ့နော် confidence နေတင်အရင်ရှိနေတာ friendship နဲ့ပတ်သက်ပြီးတော့ကိုယ်စစ်မှန်တဲ့သူနဲ့ပဲကိုသွားမယ်ဆိုတာမယ်အဲ့တော့နည်းနည်းလေးတော့အာရုံနောက်ရလိမ့်မယ်ကိုကသူမစစ်မှန်မှန်သိသွားတဲ့အချိန်မှာမခေါ်တော့တဲ့အချိန်မှာတစ်ဖက်လူကလာပြီးတော့အသေးတန်ပြန်ပြီးတော့စူးစမ်းတဲ့အချိန်မှာကိုကနည်းနည်းလေးပင်ပန်းရတာပေါ့အဲ့လိုလေးရှိနိုင်တယ်တချို့လေးတွေ energy ပြောင်းပြန်ဖြစ်နိုင်တယ်ဒီလိုအသေးအတန်ပြန်ကြိုးစားတဲ့သူကတင်လဲပဲဖြစ်နိုင်တယ်အဲ့ဒါဆိုရင်တော့တင်ကြိုးစားတဲ့အချိန်မှာဟိုဘက်လူကနည်းနည်းစိတ်ညစ်ရလိမ့်မယ်နော်အဲ့တော့ပြီးသွားပါပြီအဲ့တော့ဒီမှာနောက်တစ်ခုခံစားမိတာ7 of cups ကိုမြင်တော့လေတင်ကအဲ့လိုမျိုးပေါ့နော်မခေါ်မပြောတော့တာတော့ဘာလို့လုပ်လို့ရှိရင်တစ်ဖက်သူကလေစိတ်တွေ dream ဟာဖြစ်ပြီးဟဲသူငါ့ကိုဘာလို့မခေါ်တော့တာလဲဘာညာဆိုပြီးအဲ့လိုနည်းနည်းလေးဝေခွဲမရဖြစ်နေတာမျိုးနည်းနည်းမြင်တယ်ကိုကကြတော့မစစ်မှန်ဘူးဆိုတဲ့တိုက်တဲ့တစ်ခုအောက်ကနေပဲသွားလိုက်တာပေါ့နော်ဒီမှာမှန်နှက်ချက်ကိုမြင်တာဆိုတော့နေပေးတလောက်ငါပြန်ပေးမယ်ငါ့ကိုလာမလိန်နဲ့ဘာညာပေါ့တင်းရဲ့တစ်ခုခုကိုရှင်းရှင်းလင်းလင်း clear ဖြစ်ဖြစ်သိသွားတာမျိုးပေါ့နော်အဲ့လိုမျိုးကြမယ်နော်ဘယ်လိုပြောရမလဲကိုနည်းနည်းလေးကွာအပြစ်ပေးတဲ့သူကွာမသိမသာလေးနဲ့အပြစ်ပေးတာမျိုးပေါ့နော်အဲ့ဒါလေးတော့ဒီလာထဲမှာနည်းနည်းကြုံနေမယ်အဲ့တော့ပြီးသွားပါပြီအဲ့တော့ group 1လေးတွေဒါတင်းရဲ့ over မြင်တာလေးတွေပြောလိုက်တယ်နော်အဲ့တော့အဆင်ပြေကြပါစေ energy ကိုင်ယူပေါ့နော် general ဖြစ်တဲ့အတွက် energy မကိုက်လို့လွှဲချမှုတွေရှိခဲ့ရင်နားလည်ပေးပါကြည့်ပြီးတော့ကျေးဇူးတင်ပါတယ်တကယ်လို့တင်တဲ့လုံးဝ energy မကိုက်ဘူးထင်နောက် group တစ်ခုထပ်ယူလို့ရတယ်အပြည့်အဝ energy ကိုက်ရင်တော့နောက်တစ်ခုထပ်မယူပါနဲ့နော်အဲ့တော့နောက် reading နေကြမှာပဲထပ်တွေ့ကြမယ်နော် okay group 2လေးတွေမင်္ဂလာပါရှင်ဒါကတော့ group 2လေးတွေယူထားတဲ့စတိုးလေးပါokay ဒါဒီတစ်ခုပဲကျွန်မသုံးရသေးတယ်ဒါကျွန်မသုံးထားတဲ့စတိုးပေါ့နော်အဲ့တော့စကြည့်အောင်တင်ဒီလာထဲမှာတင်ရဲ့ overall ကဘာဖြစ်မလဲempathy တဲ့ကဲ Venus ပို့ထားလာမဲ့သူလေးတွေမြင်တယ် oh my god group 2လေးတွေဒီလာထဲမှာတင်ဘွားမှာဘာပြဿနာလေးတွေရှိတယ်ရှိတိများပြဿနာတွေအကုန်လုံးကိုတင်ဖြေရှင်းနိုင်မယ်တင်မှာပြိုင်ဘက်လေးတွေရင်ဆိုင်ရမယ့်ຢာလေးတွေရှိတယ်ဆိုရင်တင်အဲ့ဒါလေးတွေကြော်လွှားနိုင်လိမ့်မယ်ကျမတင်မှာအပြိုင်ဆိုင်လေးတွေနည်းနည်းလေးမြင်တယ်အပြိုင်ဆိုင်ဆိုတာကြီးကြီးမားမားမဟုတ်ဘူးပေါ့နော်ရှင်ပြိုင်ရတာလေးတွေဟိုမှာတယောက်ယောက်ကိုလာပြီးတော့ဟဲ့ဘယ်လိုပြောကိုယ့်ရဲ့ရုပ်ပိုင်းဆိုင်ရာကိုလာဝေဖန်တဲ့အချိန်မှာကွာဟဲ့နေ့ရဲ့ဟိုမျက်နှာလေးကဘယ်နေရာမှာဘာဖြစ်နေလဲတခုခုလာပြောတဲ့အချိန်မှာသူ့ကိုကြည့်လိုက်ရင်သူကကိုယ့်လောက်မလှတာပေါ့နော်အဲ့တော့
သူကကိုယ်အနိုင်လိုချင်စိတ်နဲ့လာပြောပြမယ်ဘေးနာလူတွေကတယောက်ယောက်ဝင်ပြောလိုက်တာမျိုးဟဲ့ तू ကနှစ်ထက်လှတယ်လေဘာညာပေါ့နော်တည်ရမှာအဲ့လိုမျိုးကျမအပြိုင်ဆိုင်လေးတေးသေးလေးတွေကိုကျမမြင်တယ်အဲ့လိုလေးဖြစ်နိုင်တယ်ရှင်ပြိုင်ခြင်းတွေကိုတင်အောင်နိုင်တယ်ဘာလို့လဲဆိုတော့တင်ရစစ်မှန်နေလို့အဲ့တော့မနာလိုတဲ့သူကတော့ဘေးနာမှာနည်းနည်းလေးရှိလိမ့်မယ်ဒါပေမဲ့တင်အဲ့ဒါတွေအကုန်လုံး empathy နဲ့ပဲကြော်လွှားပါပေါ့နော်ဒီတိုင်းလေးပဲ neglect လုပ်ရင်မလုပ်ရင်မေတ္တာထားလိုက်ပေါ့နော်ကိုချစ်တဲ့စိတ်တော့အပြေအဝအတင်မှရှိနေလိမ့်မယ်အဲ့လိုလေးတွေမြင်တယ် Venus ဆိုတာကျမလှပမှုကိုမြင်တယ်နောက်ပြီးတော့group 2လေးတွေငွေရေးကြေးရေးအဆင်ပြေမှုဒီလာထဲမှာငွေရေးကြေးတွေပို့ပြီးတော့အဆင်ပြေနေလိမ့်မယ်ငွေကြေးနဲ့ပတ်သက်ပြီးတော့ကိုကလေမိသားစုစီကနေအထောက်ပံ့လေးလည်းရနိုင်တယ်တချို့လေးတွေမိသားစုစီအထောက်ပံ့မရရင်တော့ကိုတိုင်းကိုချစ်ထောက်ပံ့ကိုရက်တည်နိုင်တဲ့အနေအထားလေးတွေမြင်တယ်အဲ့တော့တချို့ကနှစ်ခုစလုံးလည်းဖြစ်နိုင်တယ်ကိုတိုင်းလည်းကိုချစ်ထောက်ပံ့ကိုရက်တည်နိုင်တယ်လို့လိုအပ်ရင်လည်းမိသားစုစီအကူအညီတောင်းတဲ့ချိန်မိဘတွေကကိုအများနဲ့ကူညီဖို့တော့ ready ဖြစ်နေတာမျိုးပေါ့နော်အဲ့လိုလေးတွေဖြစ်နိုင်တယ်အခြေရေးလို့တော့ကျွန်မမခံစားရဘူးအခြေရေးရှိတဲ့သူဆိုလည်းကောင်းတယ်เนาะအခြေရေးမရှိတဲ့ single လေးတွေကတော့ပိုလှလာလိမ့်မယ်ငွေရေးကြေးပိုကောင်းလာလိမ့်မယ်โอเคရှင်ပြိုင်ခြင်းတွေမှာတင်အနိုင်ရလိမ့်မယ်အလောက်ကင်ရှင်ပြိုင်ခြင်းတွေလည်းဖြစ်နိုင်တယ်เนาะတင်အနိုင်ရလိမ့်မယ်တဟမ်မန်ကိုမခံစားမိလဲဆိုတာရှင်ပြိုင်ခြင်းတွေအကြောင်းကိုကျွန်မပြောလိုက်တာဆိုတာလေတင်နိုင်လို့ရှိရင်တစ်ဖက်သူကတော့တချို့လူတွေကဘေးနားမှာကြာရှုံးတဲ့သူလေးတွေရှိလိမ့်မယ်တင်ရဲ့ပြိုင်ဘက်တွေတို့မဟုတ်တိကျမပြိုင်မဲနဲ့အလိုလိုနေရင်ရှင်ပြိုင်ရမယ့်အနေထားကိုရောက်တဲ့ချိန်ကျရင်ဒီဒဟမ်မန်ကတင် energy မဟုတ်ပဲတခြားသူရဲ့ energy ပေါ့နော်အဲ့လို energy ကဟိုဘက်ဒီဘက်ကွဲနေတာနှစ်ခုဖြစ်နေတာတင် energy ပဲမဟုတ်ဘူးအဲ့လိုကြုံလာလို့ရှိရင်လည်းကိုက comfortable ဖြစ်လေးပဲနေပါအဲ့ဒါပို့အဆင်ပြေလိမ့်မယ်တင်းမှာရှင်ပြိုင်လိုစိတ်သိမ့်မရှိဘူးလို့ကျွန်မခံစားမိတယ်ရှင်ပြိုင်လိုစိတ်သိမ့်မရှိပဲနဲ့တချို့ຢာတွေကကိုစီကိုရှင်ပြိုင်ဖို့အတွက်ကြာရောက်လာတာမျိုးအဲ့လိုလေးတွေကြုံနိုင်တယ်နော် group 2လေးကြုံနိုင်လဲကိုစိတ်ကိုထားတတ်အောင်ထားပါနော် self love နဲ့ပဲသွားပါမေတ္တာနဲ့ပဲသွားပါအဆင်ပြေလိမ့်မယ် okay အဲ့တော့ကြည့်အောင်နော်တလားစားတင်းရဲ့ personal group ကိုကြည့်မယ်အခြေရေးကိုကြည့်မယ်အခြေရေးတည်တံ့ကြည့်ချင်တဲ့သူကဒီဗီဒီယိုရဲ့အရှိကအခြေရေး general love reading ကိုကြည့်နော်အော်အခြေရေးမဟုတ် personal group ပြီးရင်ငွေရေးကြေးအလောက်ကအခြေရေး friendship root chakra okay root chakra အားကောင်းနေတယ်ဒီမှာ root chakra ဆိုတော့တွေ့လား root chakra အားကောင်းနေတယ် confidence ရှိနဲ့ပဲအရာအလုံးကြော်ဖြတ်တာပေါ့နော်အဲ့တော့တင် confidence မရှိဘူးဆိုရင်လည်းကက်ကဘာပြလဲဆိုတော့ confidence ရှိနဲ့ပဲအရာအလုံးကြော်ဖြတ်ပါလို့ပြတယ်နောက်တစ်ခုကဒီမှာ resolve vista dragon လေးတင်ပါမဆိုဖြည့်ရှင်းနိုင်မယ်ပေါ့နော်အဲ့လိုလေးအဲ့လို message လေးတွေတွေ့တော့ okay အဲ့တော့တစ်ချက်ကြည့်မယ်Mercury စကားတွေအများကြီးပြောဖြစ်လိမ့်မယ်နော်ဒီလာထဲမှာစကားတွေမပြောချင်လဲပြောရမယ် group 2လေးစကားတွေအများကြီးပြောဖြစ်လိမ့်မယ် Mercury မြင်တော့လေအတွေးခေါ်တွေကောင်းနေတယ်အိုးစကားတွေအများကြီးပြောချင်းအဖြစ်အဆင်ပြေခြင်းတွေတွေ့တယ် maybe တချင်းဆိုတဲ့အလုပ်တွေတို့မဟုတ်စာသင်တဲ့အလုပ်တွေနော်ကိုတည်ထားတဲ့အရာလေးတွေပြောပြရမယ့်အရာလေးတွေအဲ့ဒါလေးတွေပေါ်လာနိုင်ခြင်းရှိတယ် The Tower Page of Swords what Page of Swords Page of ကျွန်မသိနားမလဲနေဘာတော့တယ်မှာ Page of Wands Okay ကျွန်မသိတိုင်းတချို့စကားလုံးတွေတင်ပြောဖို့အတွက်တင်ဒီမှာစောင်းငယ်ကြည့်နေ The Tower energy နဲ့တင်ပြောချပစ်လိုက်ချင်တယ် Oh my god ကျွန်မသိသွားပြီ Wow ပြောချပစ်လိုက်ချင်နေတယ်အရန်ကွာသိရမှာလားမကြီးတစ်ထားဝါလှုပ်ချပလိုက်မယ်ဒီဟာလေးဒီစကလုံးကိုစိတ်ထဲရှိတဲ့အတိုင်းကြက်ကြက်နန်းနန်းနေပြောပြီးတော့ဒီဆက်ဆံရေးကိုအဆုံးသတ်လိုက်တာတို့ဒါမှမဟုတ်လည်းတချို့ moment လေးတွေမှာကိုတင်ရစိတ်တူတာမဟုတ်ဘဲနဲ့တင်ပြောဖို့လိုတဲ့အရာလေးတွေရှိတယ်ငါဘယ်လိုပြောရမလဲအဲ့လိုမျိုးနည်းနည်းစိုးထိတ်နေတာမျိုးအဲ့ဒါမျိုးလေးတွေဖြစ်နိုင်တယ်ဒီမှာလဲ communication ကိုတွေ့တယ်ဒီမှာလဲမကြိုတွေတွေ့ရဆို okay အဲ့ဒါနဲ့ပတ်သက်ဘာဆက်ဖြစ်ဖို့ရှိလဲတစ်ချက်ကြည့်အောင်ဆက်ဖြစ်မဲ့အရာကိုကြည့်အောင်တင်နိုင်လိုက်မယ်เนาะအဲ့ဒါစကီရလူပွဲတစ်ခုကိုခံစားရတယ်
တကယ်စကေးလူပွဲတော့မဟုတ်ပေါ့နော်တရားရောက်နဲ့အပြိုင်စကားပြောရတာတို့ဘာလို့ပေါ့နော်ကိုဘလောက်တော်ကြောင်ဘလောက်တိကြောင်စကလုံးနေနဲ့ထုတ်ပြရတာတို့အဲ့ဒါမျိုးလေးတွေဒီလာထဲမှာကြုံနိုင်ချေရှိတယ်အဲ့ဒါကတင်းရဲ့အလုပ်ကိုင်နဲ့လည်းဆက်ဆက်နိုင်တယ်တချို့လေးတွေအလုပ်ကိုင်နဲ့မဟုတ်ပဲနဲ့တင်းရဲ့ဒီ friendship တို့မဟုတ်တင်းရဲ့ society မှာတင်းပတ်သက်နေတဲ့သူတွေနဲ့ပတ်ပေါ့နော် okay နှစ်မျိုးမြင်တယ်ပထမတစ်ခုကကြတော့လေကိုယ့်ရဲ့ခင်မင်မှုနဲ့ပတ်သက်ပြီးတော့ဒီလူကိုပြောပြချင်နေပြီအစင်မပြေနေတော့ထိန်းထားတယ်တင်တစောင်းစောင်းနဲ့စောင်းစားကြည့်တယ်ပေါ့နော်နောက်ဆုံးမထိန်းနိုင်တော့တင်ပြောချလိုက်တယ်ဒါပေမဲ့လည်းတင်နိုင်သွားတာပါပဲပေါ့နော်ကျွန်မအဲ့လိုခံစားမိတယ်အဆင်ပြေသွားတာပါပဲတချို့ကကြတော့ဒီစကားပြောဖို့လိုအပ်တဲ့ကိစ္စလေးတွေဒီလာထဲမှာပေါ်လိမ့်မယ်အဲ့ဒီအချိန်မှာခက်တော့ခက်ခဲတယ်တင်ထားကြီးကိုခက်ခဲတော့ကြော်ဖြတ်လိုက်ရတယ်စိုးရိမ်စိတ်တွေနဲ့ပေါ့နော်နောက်ဆုံးတော့လည်းတင်အခက်ခဲတွေကြားရနေပဲအဆင်ပြေသွားတာမျိုးပေါ့နော်အဲ့လိုလေးမြင်တယ်အဲ့တော့တင်ရဲ့ personal growth မှာစကားပြောစွမ်းရည်တွေပို့ပြီးတိုးတက်လာတာစကားပြောလိုက်ဖို့အတွက်ကိုတင်စူးစမ်းနေရတာအဲ့လိုလေးတွေမြင်တယ်တချို့ကပညာရေးဖြစ်နိုင်တယ်နော်စကားပြောစွမ်းရည်မဟုတ်ဘူးတချို့ကပညာရေးနဲ့ဆက်ပြီးတော့လေအရန်နှောက်ယှက်တယ်ဒီကားတန်နေဆိုင်ကယ်တန်နေပညာရေးနဲ့ပတ်သက်ပြီးတော့ဆောင်ဝဲသွားဖြစ်ရမှာကြောက်နေတာတော့ဘာလို့ညာတော့ပေါ့နော်ဒါပေမဲ့အခက်ခဲတွေကြားတွေကနေပဲအဆင်ပြေသွားနိုင်တယ်ဆိုတဲ့ message လေးကိုတွေ့တယ် boundaries ငွေရေးကြေးလောက်ကိုင်နဲ့ပတ်သက်ပြီးတော့တင် boundaries လေးထားနေရယ် short notes တင်လုံးတင်ပြီးသားအရာပေါ့နော်အရင်ကလုပ်ခဲ့တဲ့အလုပ်နဲ့ပတ်သက်ပြီးတော့ရုပ်တရက်အရင်ကလုပ်ခဲ့တဲ့အလုပ်တွေကိုရုပ်တရက်ရက်လိုက်တာတော့ဘာလို့အဲ့လိုလေးတွေတွေ့တယ်အရင်ကလုပ်ခဲ့တဲ့အလုပ်ကိုရုပ်တရက်ရက်လိုက်ရင်တော့ဘာဖြစ်မလဲတော့မသိဘူးတစ်ချက်ကြည့်မယ်နော်တချို့ကကြတော့အရင်ကလုပ်ခဲ့ပြီးသားအလုပ်တွေကိုခဏရက်လိုက်တာအိုးဘာကြီးလဲတွေ့လား devil ရပါလားအခြေရေးထဲမှာဆို devil ကတိတ်မကောင်းမိမယ် money အတွက်ဆိုရင် devil ဒီ a lot of money ပါ wow maybe တင်အလုပ်တစ်ခုကိုဒီလာထဲမှာအစာပြိုးဖြစ်တာတော့တို့မဟုတ်အရင်ကလုပ်ခဲ့ပြီးသားအရာလေးတစ်ခုကို boundary လေးထားပြီးခိတာခဏဟိုးထားတာပေါ့နော်ငါနောက်မှလုပ်မယ်ဒီရုပ်တရက်ဒီလာထဲမှာကွာငွေဝင်ပေါက်ကြီးကြီးမမကြီးတခုကရုတ်တရက်ရောက်လာပြီးတော့အရင်ကလုံနေတဲ့ဟာလေးတခုခဏဟိုးပြီးတော့ငွေဝင်ပေါက်ကြီးကြီးမမရမယ့်အရာလေးတခုတင်လက်ခံလိုက်တာပေါ့နော်နည်းနည်းတော့ပြင်ပန်းနိုင်တယ်ကျွန်မအဲ့လိုလေးမြင်တယ်ဘောတော့နမှာဘာလို့နိုင်တော့ once လဲမသိအရှုံးမပေးပဲကိုအဲ့ဒါကိုဆက်လုပ်တာပေါ့နော်အရှုံးမပေးပဲနဲ့ပတ်စံများများရမယ့်အလုပ်ကိုပြင်ပန်းတော့ညာလဲပဲတင်ပို့လုပ်တာတော့ပါတော့အဲ့လိုလေးကျွန်မမြင်တယ်ဒီလာထဲမှာအလုံးနဲ့ပတ်သက်ပြီးရွေးချက်မှုတွေရှိလိမ့်မယ်နော် crypto လေးရွေးချက်မှုတွေနှံ့ကန်ပါစေရှင် Empress တွေ့လားခုန night of ones ကိုမြင်တဲ့အချိန်မှာကျမကနည်းနည်းပေါ့နော်စိုးရိမ်တော့တယ်မဟုတ် night of ones ကပါလဲတင်ပင်မန်းနဲ့အလုပ်ကြောင့်နည်းနည်းလေးပင်မန်းနိုင်တယ်နော် crypto လေးတွေအလုပ်ကြောင့်နည်းနည်းလေးပင်မန်းနိုင်တယ်တင်းရ overall ကတ်မှာကြတဲ့ဒီမှာ Venus empathyက Empress နဲ့အတူတူပဲနောက်တစ်ခုလည်းငွေရေးကြေးအလုပ်ကိုင်မှာ Empress ကကြာလာပြန်ပြီအဲ့ဒီ overall မှာရှိတဲ့ရှင်ပြိုင်ခြင်းတွေကကျွန်မထင်တာတော့ငွေရေးကြေးအလုပ်ကိုင်နဲ့ဆက်ပြီးတော့ရှင်ပြိုင်ခြင်းတွေရှိနိုင်တယ်တချို့ကကြတော့ beauty နဲ့ပတ်သက်ပြီးတော့ပေါ့နော်အဲ့တော့ကျွန်မဒီမှာငွေရေးကြေးအလုပ်ကိုင်မှာပိုကောင်းတဲ့အလုပ်လေးကိုဒီလာထဲမှာတင်လက်ခံဖြစ်ထားတော့ဘာလို့အဲ့လိုလေးမြင်တယ်တချို့ကဒီလာထဲမှာpage of pentacle တေးသေးလေးတွေပေါ့နော်ကိုအခွင့်အလမ်းတေးသေးလေးတွေကိုကဂယုဒီဇိုင်းနဲ့တေချာလေးတန်မိုးထားပြီးသွားခြင်းအဖြစ် abundance ရတတ်တယ်ပေါ်ကျော်မှုတွေရတတ်တယ်အဲ့တော့ဒါကတော့အလုံးနဲ့ပတ်သက်ပြီးကျွန်မအဲ့လိုလေးမြင်တာတချို့ကကြတော့ဘာအလုံးမှမလုပ်ပဲနဲ့ group 2လေးတွေအိမ်ကနေထိုင်စားနေတာမိဘပေးတာယူစားနေတဲ့သူတွေဆိုရင်လည်းဒီလာထဲမှာငွေရေးကြေးကန်ကောင်းတယ်မိဘစီကနေပို့ရတာတို့မဟုတ်ကိုယ်ထောက်ပံ့တဲ့သူစီကနေပို့ရတာတို့ဘာလို့အဲ့လိုလေးတွေ့တယ် maybe boundary ကိုဘယ်လိုခံစားမိလဲဆိုတော့အရင်လကပေးခဲ့တဲ့အမောက်ထက်ဒီလထဲမှာတင်မုတ်ဖို့ပို့ရတာတော့ဘာလို့အဲ့လိုဖြစ်နိုင်တယ်ရမယ်နော်အရင်လကရခဲ့တဲ့အမောက်တွေကပြီးသွားပြီကွာ boundary မှာကျွန်မအဲ့လိုခံစားရတယ်ပြီးသွားပြီတင်ကတ်တန်းလိုက်ပြီဘာလို့ကတ်တန်းလိုက်ဒီလထဲမှာပို့ပေးဖို့အတွက်တော့ဘာလို့အဲ့လိုဖြစ်နိုင်တယ်I don't know maybe ဖြစ်နိုင်တာတချို့လေးတွေကဒီလကနေစပြီးတော့မိဘတွေကကိုယ်မထောက်ပံ့တော့အရင်လကသူတို့ပို့ပေးနေတော့မယ်ဒီလကနေစပြီးတော့ကိုယ်တခြားဝင်ပေါက်တစ်ခုကနေပြီးတော့ပတ်စံတွေပို့ရတာလည်းဖြစ်နိုင်တယ်အဲ့တော့ဘယ်ကပဲဝင်ကွာကျွန်မဒီမှာအရင်ကရနေတဲ့အနေထားထက်ပိုရမယ့်အခွင့်အလမ်းတွေကိုဒီလာထဲမှာတွေ့တယ်။တင်ရင်အလုတ်ကင်မှာနော်အလုတ်ကင်တော့မဟုတ်တင်ရင်ငွေရေးကြေးရေးအခြေအနေမှာအလုတ်ကင်ရှိတဲ့သူကတော့အလုတ်ထဲရပေါ့အလုတ်ကင်မရှိတဲ့သူကတော့ကိုငွေဝင်ပေါက်ကိုဝင်နေတဲ့နေရာကနေပေါ့နော်။ Okay အဲ့တော့အခြေရေးကိုချက်ကြည့်ရအောင်။ Deep knowing အခြေရေးမှာ secret chakra ကောင်းလိုက်တာ။ secret chakra အခြေရေးရှိတဲ့သူတွေကျွန်မဒီမှာဗာမြင်ဆိုနက်ချစ်တာပေါ့နော်။
အိမ်အောင်ရှိတဲ့သူတွေဆိုရင်တော့သူ့နားမှာပဲနေပြီးတော့လုံးဝတည်ရမှာသူကကိုယ်တည်း sunshine လေးဖြစ်နေတာကိုကလည်းသူ့တည်း sunshine လေးဖြစ်နေနေ့စဉ်ဘဝမှာနေတိုင်းတွေ့တယ်နေတိုင်းလက်ပွန်းတတိရှိတယ်ဒါအိမ်အောင်ရှိတဲ့သူတွေပေါ့နော်အိမ်အောင်မရှိတဲ့သူရီးစားရှိတဲ့သူတွေဆိုလည်းတယောက်အပြည့်ရောနားလေတယ်အမြဲတမ်းဖုန်းလေးတပြောနဲ့စကားတွေအမြဲတမ်းပြောမယ်သူကကိုယ့်အတွက်လင်းလက်မှုကြီးဖြစ်နေကိုကလည်းသူ့အတွက်အဲ့လိုမျိုးကြီးဖြစ်နေတာမျိုးပေါ့နော်နှစ်ယောက်ကြားထဲမှာ sunshine လေးတွေရှိရဲအဲ့လိုမျိုးလေးတွေမြင်တယ်တကယ်လို့ရီးစားလည်းမရှိဘူးအိမ်အောင်လည်းမရှိဘူးဆိုရင်လည်းတယောက်ယောက်ချစ်နေတယ်ပေါ့နည်းကိုသူ့ကိုနားလဲတယ်ကွာတင်မှာသူ့ကိုအပြေးဝအောင်နားလဲပေးနိုင်တယ်သူနဲ့ပတ်သက်ပြီးကိုသူ့ကိုဘယ်လောက်ထိချစ်လဲဆိုတော့သူနဲ့တင်တယ်ညာမညာတော့မသိဘူးတင်ရဲ့ love language ကဒီလာထဲမှာကနက်အနက်ဆိုင်ဆုံးထိချစ်တယ်ပေါ့နော်ဖြစ်နိုင်မဲ့ဆိုရင်တိတပန်တရဆုံးသူနဲ့သူသွားချင်တာတော့ပါတော့ပေါ့အဲ့လိုလေးတွေတွေ့ရ okay အဲ့တော့အချစ်ရေးကတော့တင်ရဲ့ love language ကတော့ oh my god နှစ်ခုကတွဲပြီးကြတော့စစ်တော့1စီ8တော့ cup စီအဲ့တော့ရှုပ်ကုန်ပြီစစ်တော့1တစ်ခုတည်းဆိုကျမကပါလဲဆိုအရင်လိုပဲဆက်သွားအောင်မယ်လို့ကျမပြောမလို့ပေါ့နော်ဟုတ်တယ်အရင်ကထက်တောင်ဒီလာထဲမှာတင်ပို့ချင်တယ်8တော့ပန်နီကဲဘောတော့တက်မှာဒီမှာစစ်တော့1စီ8တော့ cup စီအဲ့တော့ဘယ်လိုမျိုးလဲဆိုအရင်လိုပဲအရင်တိုင်းပဲပေါ့နော်ရီးစားရှိတဲ့သူတွေကိုချစ်သူအရင်လိုအရင်တိုင်းပဲဆက်ချစ်နေတော့ကိုသူကားပေါ့နော်တခုခုကိုစိတ်မရှိတော့လို့အလုပ်ထဲမှာပြင်ပန်းလို့နည်းနည်းပေါ့နော်စကားပြောတာလေးဒါနည်းနည်းမှာသွားရင်တော့ကိုကသူ့ကိုနားလဲပေးနိုင်တော့သူပြင်ပန်းနေလို့ပါလေဆိုအဲ့လိုပေါ့နော်နှစ်ယောက်ကြားထဲမှာအဲ့လိုနားလဲမှုတွေအပြည့်နေပေါ့အိမ်အောင်တွေလည်းအဲ့လိုပဲနော်အဲ့လိုနားလဲမှုတွေအပြည့်နဲ့ဆက်ချစ်နေတာမျိုးတင်ပတ်ချန်8တော့ cast ကဘာထင်လဲဆိုတော့ကျွန်မလှည့်ထွက်သွားတယ်လို့မခံစားရအောင်ဒီက bottom edit က8တော့ 1 နဲ့ပေါင်းလိုက်မယ်ဆိုရင်တင်ဒီလာမှာသူ့ကိုအရင်အထက်ပို့ပြီးခယူဆိုင်ပြီးတော့အရင်အထက်ပို့ပြီးချစ်ပေးနေတာငါသူ့ကိုအရင်လားအထက်ပို့ပြီးတော့ချစ်ပေးဖို့လိုတယ်လေဆိုတဲ့စိတ်မျိုးတွေဖြစ်နေဒီမှာလည်း empathy ဆိုတော့တွေ့ရမှာအများကြီးကိုချစ်ပေးနေ Empress energy ကလည်းတင်မှာကြာထားတယ်ပို့ချစ်ပေးမယ်ငါကပဲပို့ချစ်ပေးမယ်ဆိုတဲ့အနားလည်မှုတွေနဲ့ပို့ချစ်ပေးနေတာပို့ပြီးခယူဆိုင်ပေးနေတာနော်ရီးသားမရှိရင်တော့ကို crush ကိုကအရင်အထက်ပို့ပြီးတန်ရောစင်တွေတွေ့လာပြီးတော့လေကိုကသူ့ကိုစကားသွားပြောတာတော့မဟုတ်သူနဲ့ကိုနဲ့လမ်းမှာတွေ့လို့ရှိရင်လည်းလေကိုကမြစ်တာလေးနဲ့နားလည်မှုလေးနဲ့သူ့ဘဝမှာရှိနေတဲ့အခက်အခဲလေးတွေပြပြောက်သွားပါစေလို့ဆိုရဲစိတ်နဲ့အားပေးစကားတွေပြောဖြစ်တာတော့မပြောဖြစ်ရင်တော့စိတ်ထဲမှာအဲ့လိုမျိုးတွေဖြစ်နေတာအရန်နေပေးချင်နေတာကြည့်ပါအောင် oh my god စစ်တော့ပန်နီကနောက်တစ်ခါကိုထက်ကြည့်တဲ့10တော့ပန်နီက oh my god နောက်တစ်ခါထက်ကြည့်တဲ့4တော့ပန်နီက oh အရန်ချစ်နေအောင်တော့အရန်အဲ့တော့ group 2လေးထဲမှာရီးစားရှိတဲ့သူအိမ်အောင်ရှိတဲ့သူတွေပို့ပြီးတော့များလိမ့်မယ်အရန်ကောင်းပါတယ်အိမ်အောင်ရေးကိုမြင်ဒီ relationship ကိုမြင်ဆက်သွားနေတာကိုဘက်ကခယူဆိုင်မှုတွေပန်တီကဲတွေအများကြီးတွေ့တယ်မြဲမြံမှုတွေတွေ့တယ်မြဲမြံမှုတွေတွေ့လို့အချစ်မပါဘူးလားဆိုတော့လည်းမဟုတ်ဒီမှာစစ်တော့ cup အချစ်ဆိုတာထက်တန်ရောစင်ပေါ့နော်တန်ရောစင်တွေပိုများနေတာအဲ့လိုလေးတွေ့တော့ oh my god A2 ပိုအမြအတူတူသွားမယ်လို့ပါတော့ပေါ့နောက်ဆုံးရုပ်ဆွာဆုံးရီးစားလည်းမရှိဘူးအိမ်အောင်လည်းမရှိဘူးဆိုရင်တော့မှတင်းကအဲ့လိုကြံနေတာဒီလိုမျိုးကြံစီနေတာကိုဘက်ကခိဆိုင်ပေးခြင်းနဲ့မြစ်တာတွေပေးခြင်းနဲ့အိမ်အောင်ပြုတ်ခြင်းနဲ့အလိုဖန့်ဆုပ်ထားခြင်းနဲ့အပိုင်သိမ်းလိုက်ခြင်းနဲ့အိုးကြောက်ကြပါအောင်လို့အဲ့ဒါဒီလောက်ပဲဒါအခြေရေးပြီး friendship တစ်ချက်ကြည့်အောင် expansion no ဒီလာထဲမှာဟိုပါပေါ့နော် friendship တွေနဲ့ပတ်သက်ပြီးတော့မိတ်ဆွေအစ်စ်တွေလူအစ်စ်တွေနဲ့ပို့ပြီးတော့စကားပြောဖြစ်လိမ့်မယ်ဒီလာထဲမှာလေဒီမှာပေါ့နော်ဒီဂိတ်တကားကနေဒီအတုံးလေးကအုတ်ကခဲလေးမမျောလင့်ပဲပြုတ်ကျလာသလိုဝင်လာသလိုအဲ့လိုမျိုးလေးခံစားမိတာဆိုတော့လေgroup 2လေးတွေ friendship တို့မလို့ဖို့ကိုင်ပတ်တော့မဟုတ်မိတ်ဆွေအစ်စ်တွေနဲ့ဒီလာထဲမှာတွေ့နိုင်တယ်နော်ကောင်းပါတယ်ကောင်းတဲ့သူနဲ့တင်မဖြစ်မနေတွေ့တင်တဲ့သူပေါ့နော်တင်တွေ့ဖို့လိုအပ်တဲ့သူတွေနဲ့အပြင်မှာဖြစ်စေ social media မှာဖြစ်စေ friendship တို့မဟုတ်လောက်ဖို့ကိုင်းပဲအစ်စ်တွေနဲ့တင်တွေ့လိုက်မယ် the wall ကိုတွေ့တယ်ကိုလုံးဒီကက်တွေနှစ်ကက်တောင်လာကြရယ်နော် the wall ရဲ့ follow source ရဲ့အဲ့တော့ကျွန်မထင်တာတော့ maybe နိုင်ငံရခြားနဲ့ဆက်ဆက်ပြီးတော့တို့မဟုတ် online ကနေပေါ့နော် online ကနေပတ်သက်ဖြစ်တာတော့ဘာလို့အဝေးကလူပေါ့နော်အဝေးကလူတွေနဲ့တင်ဒီလာထဲမှာလူအစ်စ်တွေနဲ့ပတ်သက်ဖြစ်လိမ့်မယ်လူအဟောင်းတွေနဲ့လည်းရှိပြီးသားတငယ်ချင်းတွေနဲ့လည်းဒီတိုင်းပဲဆက်ပြီးတော့ stable ဖြစ်ဆက်သွားရင်းနဲ့လူအစ်စ်တွေနဲ့လည်းပတ်သက်ဖြစ်မယ်တငယ်ချင်းတို့မဟုတ်မိတ်ဆွေတို့မဟုတ်လောက်ပေါ်ကိုင်းပဲပေါ့နော်နောက်ပြီးတော့ကျမတို့မှာဗာမြင်လဲဆိုတော့မတွေ့ဖြစ်တာကြားတဲ့တငယ်ချင်းတွေကိုဒီလာထဲမှာတင်တတိရတာတို့ဘာလို့တစ်ချက်ကြရင်သွားတတိရတာအဲ့လိုလေးတွေကျမမြင်တယ်နောက်တစ်ခါလောက်ဆက်ထပ်ကြည့်အောင် friendship တွေနဲ့ပတ်သက်ပြီးတော့တစ်ခါလောက်ထပ်ကြည့်အောင်ကဲအငြိမ်မနေလုံးနဲ့ကက်တွေရဲ့ကိုပါအပြင်မှာပဲလုံးလိုက်တော့မယ် 401 yeah ကောင်းပါတယ်နော်မိတ်ဆွေစစ်တွေဘေးနားမှာရှိရဲ့အဲ့ဒီလူတွေဒီကိုအတွက်ဆက်ပြီးတော့ကောင်းနေတော့မယ် okay
လူအစ်စ်တွေလည်းအနေချင်းလောက်တော့ပတ်သက်ဖြစ်လိမ့်မယ်လူအဟောင်းတွေလည်းကောင်းနေတော့မှာကိုလိုတမျှကိုကူညီပေးတာဘေးနာကမိတ်ဆွေတွေတငယ်ချင်းတွေကလေအဲ့လိုလေအဲ့တော့တငယ်ချင်းကံကောင်းပါတယ်အဲ့တော့ပြီးသွားပြီเนาะအဲ့တော့ overall ရဲ့ဒီမှာတစ်ခုချင်းစီရဲ့ပြီးသွားပြီဒီတဟမ်းမန်းကိုကျွန်မ clarifying ticket ထပ်လုပ်ချင်တာတဟမ်းမန်းကိုတိတ်ပြီးတော့ clear မဖြစ်လို့လေ channel ပန်နေခဲ့ကဲအဲ့တော့တဟမ်းမန်းနေတင်း energy မဟုတ်ပါဘူးနောက်တစ်ခုကျွန်မခုနပြောတယ်ရှင်ပြိုင်မှုတွေရှိလို့ရှိရင်တစ်ဖက်သူကအရှုံးပေးလိုက်ရတဲ့ energy မျိုးပေါ့နော်နောက်ပြီးတော့တချို့ရှင်ပြိုင်မှုတွေကအဝေးရမဟုတ်တင်းရဲ့မိသားစုထဲမှာတို့မဟုတ်ဆွေမျိုးထဲမှာလည်းရှင်ပြိုင်မှုတွေနည်းနည်းလေးရှိနိုင်တယ်ပေါ့နော်တင်းကတော့ဒီမှာခိုင်မြဲနေတော့မယ်တရားရောကိုအလျှော့ပေးလိုက်ရတာလို့ဘာလို့အဲ့လိုလေးဖြစ်နိုင်တယ်တကယ်လို့တင်ကဒီ empathy ဆိုတဲ့ကက်လေးနဲ့ပြောင်းပြန်ဖြစ်နေမယ်ဆိုရင်တော့အလျှော့ပေးလိုက်ရတဲ့သူကတင်ဖြစ်သွားလိမ့်မယ်အဲ့လိုခံစားမိရ empathy ဆိုတော့ကိုကပဲမေတ္တာထားပြီးတော့ neglect လုပ်လိုက်တာတော့ဘာလို့ပေါ့နော်အဲ့လိုမျိုးဒီမှာလဲ turn off နေကြဆိုတော့လေဒီမှာမိသားစုလို့ခံစားမိတာမိသားစုတို့မဟုတ်ဆွေမျိုးပေါ့နော်တချို့ကကြတော့အလုတ်ကင်နဲ့ပတ်သက်ပြီးတော့တင်အောင်နိုင်သွားတာအဲ့ဒါလေးလည်းဖြစ်နိုင်တယ်နောက်ပြီးတော့ဒီလာထဲမှာတင်ကိုရေးချရေးကံကောင်းမယ်ကံကောင်းဖို့အတွက်ကိုလည်းနောက်တစ်ခုကလေဘယ်အရာမှခေါင်းထဲကိုအပူတွေတိတ်မထဲနဲ့နော်အများကြီးတွေးပြီးပူလောင်နေတာမျိုးတွေတိတ်မလုံးနဲ့အေးစစ်ပေါ့ပါလေးပဲနေပေါ့ပါလေးပဲဖြတ်တန်းလိုက်အဲ့ဒါတင်အတွက်ငွေရေးချရေးပို့ပြီးတော့အဆင်ပြေစေတယ်โอเคအဲ့တော့ပြီးပါပြီဒါကတော့ group 2လေးတွေအတွက်10လပိုင်းတစ်လစာပေါ့နော် overall general reading ဖြစ်ပါတယ်မျက်နှာလေးတွေပြောလိုက်ပါတယ် energy ကိုက်ရင်ယူပါ energy မကိုက်လို့ဒီဟာဒီကိုနဲ့မတိုက်ဆိုင်ဘူးလို့ထင်ရင်နောက် group တစ်ခုထပ်ရွေးလို့ရပါတယ်ကိုက်ရင်တော့ထပ်မရွေးတဲ့ပေါ့နော်အဲ့တော့ကြည့်ပြတဲ့ကျေးဇူးတင်ပါတယ်နောက် reading တွေကြမှာထပ်တွေ့ကြမယ်နော် okay group 3လေးတွေမင်္ဂလာပါရှင်ဒါကတော့ group 3လေးတွေရွေးထားတဲ့စတိုးလေးပါချစ်စရာလေးနော်လိပ်ပြလေးOkay အဲ့တော့စကြည့်အောင် group 3လေးတင်ရဲ့ဒီတလားတာပေါ့နော်ဒီတလားတာ overall energy ကဘာလေးရှိမလဲ perspective နပ်ကြော intuition တွေပိုကောင်းနေတာ sense ပေါ့နော်အာယုံခံနိုင်စွမ်းတွေပိုကောင်းနေတာအဲ့ဒါလေးတွေမြင်ရတယ်ကြိုပြီးတော့မြင်နေရမျိုးပေါ့နော်ဒီလာထဲမှာဘာတွေကိုသင်ခံစားနေမိလဲတော့မသိတခုခုဆိုသင်ကြိုသိနေတာတခုခုအဖြေမထုတ်ခါသေးခင်ကွာတပတ်လောက်တွင်မှဒီအဖြေထွက်မှာဥပမာဆောင်းမိုးဝဲအောင်မလားကြမလားဆိုရင်အောင်စင်းမထွက်ခင်ကသင်ခံစားနေမိပြီသင်ဘာဖြစ်မလဲသင်ရမယ့်အရာဘာလဲဆိုတာသင်သိနေပြီပေါ့နော်အဲ့ဒါကလည်းလုံးဝတစွတ်ထိုးငါကွာအောင်ရမယ်အဲ့လိုမဟုတ်ပဲနဲ့သင်တိမ်မမိုးရေလေးနဲ့သင်အဲ့ဒီအရာလေးကိုကြိုပြီးတော့ခံစားနေမိတာပေါ့နော်ဒါကတော့ကျွန်မဆောင်းမိုးဝဲဆိုပြီးဥပမာပေးလိုက်တယ်ဆောင်းမိုးဝဲဟုတ်ချင်မှာဟုတ်မှာနော်ဘယ်အရာအောင်မဆိုကိုကကြိုပြီးသိပြီးခံစားပြီးတော့တိတ်ကလေးနေတာပေါ့နော်အဲ့လိုလေအဲ့လို energy မျိုးလေးတင်ပါမြင်နေ star အိုးကောင်းလိုက်တာ star လေးရှင်းဒီမှာလည်းပဲ energy ရလေဟွာလေးလို့ခံစားအငွေ့လေးလို့ဘာလေးလို့ခံစားဒီမှာကလည်းရေလမ်းကြောင်းလေးပေါ့ star တွေလည်းတွေ့တယ်ကောင်းပါတယ် group 3လေးတွေဒီလာထဲမှာ agent နေမဲ့သူလေးတွေဒီလာထဲမှာသင်ချင်မှာနောက်ပြီးသင်ရွေးထားတာဒီဟာလေးလိပ်ပြ transform နောက် transformation လေးတွေဖြစ်နိုင်တယ်ဘာ transformation လဲဆိုတာစိတ်ခံစားမှုလေးတွေပြောင်းလဲနေတာ intuition လေးတွေပြောင်းလဲနေတာကိုယ့်ရဲ့အမြင်ပေါ့နော်ကိုဘောအောင်မြင်တဲ့အမြင် perspective view တွေကပို့ပြီးတော့ပြောင်းလဲသွားတာအရေးအရှိကိုပဲကြည်တာရေတိုမကြည့်တာအဲ့လိုမျိုးပေါ့နော်အဲ့ဒါမျိုးလေးမြင်ရတယ်ကောင်းတယ်အဲ့တော့အဓိကအဖြေကတော့ဗာလဲပိုရင်းကျက်လာမယ် group လေးတွေမြင်ရတယ်တခုခုလောက်တော့မယ်ဆိုရင်ရေရှည်ကိုတွေးပြီးတော့လောက်တာတဆွထိုးခလေးဆက်ဆံမလုပ်တော့တချို့တွေအသက်ကြီးပေမဲ့လည်းခလေးဆန်တာမျိုးတွေရှိရလေသင်အသက်ရွယ်နဲ့တင်ရဲ့စိတ်နဲ့တစ်ထက်တည်းကြာလာတာမျိုးတချို့ကငငယ်လေးနဲ့ပို့ပြီးတော့ဒီလာထဲမှာရင့်ကျက်နေတာမျိုးအတွေးခေါ်လေးတွေကအဲ့လိုလေးမြင်ရတယ်နော်ကိုဟီလီလုပ်နေတဲ့သူကိုလည်းတွေ့တယ်ကိုအေးချမ်းမဲ့ကိုအေးချမ်းရအောင်ရှောက်ဖွင့်နေတဲ့ဂရုတူလေးတွေကိုလည်းမြင်တယ်အဲ့တော့ overall ကတိတ်မတွေ့ overall အလောက်ပဲတွေ့တယ်တစ်ချက်ကြည့်မယ်နော်တင်ရဲ့ဟိုဟာပေါ့တလားတာ personal group ကိုကြည့်မယ်ငွေရေးကြေးလောက်ကောင်ကြည့်မယ်အချစ်ရေးကိုကြည့်မယ်တင်ရ friendship ပေါင်းတင်ဆက်ဆံရေးပါညာကြည့်ရဘာတော့မှ consciousness ကဲတီးပါအောင်မျက်လုံးလေးတွေ့လားမျက်လုံးလေးတွေ့လားအိုး that eye chakra
that eye ဒီမှာလဲ perspective ရဲ့နှစ်ကြောင်းเนี่ยကိုယ့်ရဲ့ခံစားချက်ပေါ့နော်ခံစားချက်ဆိုတာအတွင်းရလာတဲ့ခံစားချက်နဲ့ကိုမြင်လိုက်တဲ့အမြင်နဲ့နှစ်ခုကတစ်ထပ်တည်းလာကြနေတာမျိုးအဲ့လိုလေးခံစားမိအဲ့တော့ဒီ bottom တက်တာကကတ်ကိုယူလိုက်မယ်ယူချင်လို့ပေါ့နော်ယူဖို့လိုအပ်တယ်ထင်လို့ okay အဲ့တော့တကယ်ချင်းစီမကြည့်ခင်မှာ overall မှာတတိအားရေပိုကောင်းလာမယ်နော် oh my god ဘေးနားမှာလည်းကိုလိုပဲမျိုးတတိအားကောင်းတဲ့သူတွေအဖော်လေးတွေတက်မှာရှိရဲအဲ့ဒီအဖော်ကအပြင်ကတင်ငယ်ချင်းအစစ်မှန်အဖော်တယောက်တင်ငယ်ချင်းတို့မဟုတ်ပေါ့နော်ဘာတနာလည်းဖြစ်နိုင်တယ်တချို့က online ကအဖော်တယောက်ပေါ့နော်ကျွန်မအဲ့လိုလေးမြင်တယ် star ဆိုတော့ healing လမ်းကြောင်းပေါ်မှာရှိနေတဲ့သူတွေအချင်းချင်းပေါ့နော်တနေရာထဲမှာလာစုကြတာဥပမာကိုကကွာတတိအားသိမ့်မကောင်းဘူးနည်းနည်းလေးပေါ့အတွေးတွေထဲမှာမျောတက်တဲ့အကျင့်လေးတွေရှိတယ်ဆိုရင်ဘေးနာကိုတတိထားဖို့အတွက်လာတတိပေးတဲ့သူလေးတွေတင်တာမှရှိရယ်အဲ့ဒီဟာဒီတင်းရဲ့ဆရာသမားလည်းဖြစ်နိုင်တယ်တင်းရဲ့ဒီ society တစ်ခုထဲကတယောက်လည်းဖြစ်နိုင်တယ်ပေါ့နော်ဒါမှမဟုတ်လည်းတင်းရဲ့ hero လည်းဖြစ်နိုင်တယ်တင်လေးစားရတဲ့ပုံကိုတယောက်လည်းဖြစ်နိုင်တယ်တင်ပေးနာမှရှိတာပေါ့ maybe ဖြစ်နိုင်တာတင်သူ့ရဲ့ post တွေကိုနေ့တိုင်းသွားဖတ်တာသွားလေးလာတာအဲ့ဒါမျိုးလေးလည်းဖြစ်နိုင်တယ်ဒါတချို့လေးတွေအပြင်ကတကယ်အကောင်လိုက်လူတယောက်လည်းပေးနာမှရှိနေတာဖြစ်နိုင်တယ်နော်အဲ့တော့တတိအားရေပူကောင်းလာတာအမှန်တရားကိုထဲရရင်ဆိုင်တက်လာတာ star ကိုကြည့်ချင်အဖြစ်တင်တယောက်တည်းမဟုတ်ဘူးလို့တော့ခံစားနေရတယ်ပေါ့နော်အတင်းအဖွဲ့အစုအဝေးတစ်ခုတနေရာထဲမှာလာတွေးကြတယ်အဲ့လိုအနေထားလေးတွေမြင်နေအမျှော်မြင်ရှိမှုပေါ့နော်ဘဝကိုအမျှော်မြင်ရှိဆက်သွားနေတာတင်တယောက်တည်းမဟုတ်ဘူးတင်းလိုမျိုးပဲအမျှော်မြင်ရှိဆက်သွားနေတဲ့သူတွေကလမ်းကြောင်းချင်းတူနေတာပေါ့နော်အပြင်မှာတင်တို့လာမတွေ့နိုင်တော့မှသွားတဲ့လမ်းကြောင်းချင်းတူနေတာမျိုးအဲ့လိုခံစားမိတယ်ပြောချင်တဲ့ point နားလည်လာတော့မသိဘူးဥပမာပါတင်တရားစခန်းတစ်ခုကိုသွားတယ်မသွားနိုင်တော့မှ online ကနေတင်အဲ့ဒီတရားစခန်းကို join လိုက်တယ်ကွာအဲ့လိုမျိုးပဲတင်လိုမျိုးပဲဒီ healing ဖြစ်ချင်လို့ပေါ့နော် agent ချင်လို့ဆိုပြီးအဲ့ဒီတရားစခန်းကို join တဲ့တခြားသူတွေလည်းရှိတယ်အပြင်မှာတင်တော့မတွေ့ဘူးပြင်မယ်အဲ့ဒီ Zoom online ပဲဖြစ်စေပေါ့နော်အဲ့ဒီ group တစ်ခုမှာတင်တော့လာတွေ့ကြတာတော့ပါတော့အဲ့လိုမျိုးသွားတဲ့လမ်းကြောင်းချင်းတူတဲ့အနေထားလေးတစ်ခုကိုတွေ့တယ်တင်တယောက်တည်းမဟုတ်ဘူးတခြားသူတွေလည်းရှိတယ် okay အဲ့တော့ပို့ပြီးတော့အမြင်ကျလာတာတော့ပို့ပြီးတော့ရင်းကျက်လာတာတော့အဲ့လိုလေးလည်းမြင်တယ်အဲ့တော့ဒါကတော့ overall ပြီးသွားပြီ personal growth ကိုကြည့်ရအောင် personal growth မှာ boundary ဆိုတာလေလူတွေနဲ့တိတ်မပတ်သက်ဖြစ်ဘူးဒီလာထဲမှာလေတယောက်တည်းပဲနေချင်နေတာတို့မဟုတ်ကန့်တက်ထားတာပေါ့နော်ကိုဘယ်သူနဲ့ပတ်သက်ရမယ်အရင်ကပတ်သက်ဖူးတဲ့သူတွေနဲ့ပဲကိုပတ်သက်တာတို့ပါတော့ကျွန်မအဲ့လိုခံစားမိတယ်လူတစ်တွေနဲ့တိတ်မပတ်သက်ချင်တာမျိုးဒီမှာလည်းအသင်းဖွဲ့ကိုတွေ့တာဆိုတော့အရင်ကတည်းကတိပြီးသားသူတွေဖြစ်နိုင်တယ် okay အဲ့တော့တစ်ချက်ကြည့်မယ်နော်Empress ရဲ့ Nairon Source ရဲ့ personal growth မှာတင်ကိုလာကြိုက်တဲ့သူလာတဘောကြတဲ့သူအဲ့ဒါလေးတွေရှိလဲဆိုလာစကားပြောတဲ့သူ oh my god group 1လေးတွေပေါ့နော်လာစကားပြောတဲ့သူတွေရှိတယ် page of calf လာကြိုက်လို့စကားပြောတာလည်းဖြစ်နိုင်တယ်လို့တချို့ကကြတော့ကိုယ့်ကိုလာကြိုက်လို့စကားပြောတာမဟုတ်ပဲねတင်ရဲ့ Empress energy ကိုကြိုက်တာပေါ့တင်ရဲ့ဒီမှာအမျှော်မြင်ရှိမှုပေါ့နော်တင်းရဲ့ဒီကိုယ့်ရဲ့ healing energy ကိုတဘောကြပြီးစကားတွေလာပြောတာလေးစားအားကြပြီးတော့လာပြောတာလည်းဖြစ်နိုင်တယ်လို့တချို့ကကြတော့တင်းရဲ့လှပမှုကြောင့်တင်းကိုလာကြိုက်ပြီးတော့စကားလာပြောတဲ့သူတွေပါရှိတာလည်းဖြစ်နိုင်တယ်ကိုကပြန်တော့ပြောတယ်ကွာလိုတာထပ်ဖို့မပြောဘူးအနေချင်းလောက်ပဲပြောတယ် तू က10ခွန်းပြောရင်ကွာ3ခွန်းလောက်ပဲပြန်ပြောတာတော့ပါတော့တင်အဲ့လိုနည်းနည်းလေးဘောင်တွေထားနေတာတင်းစီမှာ angel energy မျိုးနတ်သမီး energy နဲ့တင်နေနေတာမျိုးလေးတွေကျွန်မမြင်ရတယ်။ဘာတွေတန်ဝေကရနေလဲတော့မသိဘူး။ခရုသီးလေးတွေဒီလာထဲမှာတင်နည်းနည်းလေးတန်ဝေကတွေရတယ်။ Okay လှုပ်ချတဲ့အရာလေးတွေလှုပ်ချဖို့ attachment ကင်းအောင်နေဖို့အဲ့ဒါလေးတွေတင်ဒီလာထဲမှာပို့တိလာလိမ့်မယ်။တင်အလောက်ကင်ကြည့်မယ်။ငွေရေးကြေးအလောက်ကင်မှာ intention heart chakra နှလုံးသားထဲကပါတဲ့အလုပ်ကိုပဲတင်လုပ်တာပေါ့နော်။စိတ်ပါမှလုပ်တယ်။ကိုယ်ပိုင်လုပ်တွေအကျိုးပေးတယ်။ကိုပိုင်လောက်ဆိုတာ freelance ပဲဖြစ်စေကိုပိုင်ဈေးရောက်တဲ့လုပ်ပဲဖြစ်စေgroup လေးတွေအဲ့ဒါလေးတွေပို့အချိုးပေးပါတယ်ရှင် strength king of wands yeah king of swords strength ရယ် king of wands ရယ် king of swords ရယ် king နေကြီးပဲမန်နီကိုတိတ်မတွေ့ဘူး
ငွေရေးကြေးရေးကံကောင်းမှတိတ်မတွေ့ဘူးဆိုတော့လေကန်ဆိုးတာတော့လည်းမဟုတ်ပုံမှန်ပဲပေါ့နော်အရင်လားကလိုပဲတင်ရဲ့ဝင်ငွေကပုံမှန်လေးရှိနေလိမ့်မယ်ဒါပေမဲ့ကိုအလုပ်ကိုအရင်အထက်ပို့ပြီးတော့အာယုံနေစိုက်လာတာ king of wands ပို့ပြီးတော့ intention ဒီမှာလဲ intention ဆိုတဲ့ cat တွေဒီမှာလဲ king of wands ပေါ့နော်ဒီမှာလဲ strength ခွန်အားတွေအပြည့်နဲ့ကိုအလုပ်ကိုပို့ပြီးတော့အာယုံစိုက်လာတာပေါ့နော်အဲ့လိုလေးတွေတွေ့တယ်အဲ့တော့ကိုပိုင်အလုပ်လေးတွေအကျိုးပေးတယ်ကိုအလုပ်ကိုပိုင်အလုပ်မှာရေရှည်ဆက်လုပ်နေတာငါရေရှည်ဘယ်လိုသွားရမလဲ plan တွေချရတယ်အစီအစဉ်တွေဆွဲရတယ်အဲ့လိုလေးတွေတွေ့ရပေါ့နော်အဲ့တချို့လေးတွေကကျတော့ဘာအလုံးမမလုပ်တဲ့သူဆိုရင်အလုပ်တွေပါရှာနေတဲ့သူဆိုရင်ဒီလာထဲမှာကိုကရည်ရွယ်ချက်ရှိနဲ့တခုခုကိုရည်ရွယ်ချက်ရှိနဲ့အစီအစဉ်တွေဆွဲပြီးအရင်အထက်ပို့ပြီးတော့အာသွန်ခွန်ဆိုင်လုပ်တာဆုံးဖြတ်ချက်တခုကိုတိတိကျကျတင်ချလိုက်တာအလုံးနဲ့ပတ်သက်ပြီးတော့လေ decision တခုကိုဒီလောက်ကိုဆက်လုပ်မလားတခြားတစ်ခုကိုဆက်သွားမလားအခုဥပမာအများလောက်ကိုဆက်လုပ်မလားကိုပိုင်လောက်ကိုဆက်လုပ်ရမလားအဲ့လိုမျိုးပေါ့နော်ရည်ရွယ်ချက်ရှိနဲ့တခုခုကိုတင်ရည်ရွယ်ချက်တွေပြောင်းလိုက်တာတော့အဆုံးဖြတ်ချက်တစ်ခုခုချလိုက်တာတော့အဲ့လိုမျိုးတော့မြင်တယ် heart chakra နဲ့ king of swords နဲ့ဆိုတော့လေအလုံးနဲ့ပတ်သက်ပြီးနည်းနည်းလေးတော့စိတ်ထိခိုက်စရာလေးတော့နည်းနည်းရှိရလို့ကျွန်မထင်တယ်ဘေးနားမှာကိုယ်ဖိမပေးတဲ့သူလည်းရှိတာပေါ့နော်ကိုနည်းနည်းလေးစိတ်ထိခိုက်ပေမဲ့လည်းဘေးနားမှာဖိမပေးတဲ့သူရှိတယ်ဒါကြောင့်လေတင်ဒီမှာ healing လမ်းကြောင်းပေါ်ရောက်နေတာအလုံးနဲ့ပတ်သက်ပြီး depression လေးနည်းနည်းရှိတယ် group 3လေးတွေအလောက်ကရင်အစင်မပြေတာကြောက်တော့မဟုတ်ဘူးလို့ကျွန်မထင်တယ်ပြေနေရင်းနဲ့ပဲရီမန်းချက်တွေမပြေသွားလို့ကိုကရီမန်းချက်တွေကြီးမားပြီးတော့ depression လေးနည်းနည်းဝင်ပြီးတော့ဘေးနာတငယ်ချင်းလေးစီအကြံဉာဏ်ယူတာပေါ့အဲ့တော့တင့်ဘေးနာအဖို့ဆိုတာကကျွန်မထင်တာတငယ်ချင်းဖြစ်နိုင်တယ်လို့ဖို့ကိုင်းပဲဖြစ်နိုင်တယ်နော်ငါဒီလောက်ဆက်လုပ်မလားဆက်မလုပ်ဘူးလားအဲ့ဒါလေးတွေတင်ဒီလာထဲမှာဆုံးဖြတ်ဖြစ်လိုက်မယ်ငါဒီလောက်ကိုဆက်ရှာနေမှာလားမရှာဘူးလားငါဒီလမ်းကြောင်းပေါ်သွားနေမှာလားလမ်းကြောင်းပြောင်းတင်လားအဲ့ဒါလေးတွေကိုတင်တိတိကျဆုံးဖြတ်ဖြစ်လိုက်မယ်ဒီမှာလေဘောတော်ထမဓမ္မ oh my god ဓမ္မဆိုတာနည်းနည်းပေါ့နော်အလုံးနဲ့ပတ်သက်ပြီးစိတ်ခံစားချက်တွေတိတ်မကောင်းတာတော့ပါတော့နည်းနည်းလေးတွေ့တယ်တလားလုံးမကောင်းတာတော့မဟုတ်ဘူးနော် okay အဲ့တော့တင်းရဲ့အခြေရေးတစ်ချက်ကြည့်အောင်အခြေရေးမှာ Pluto ရေးစားရှိရင်Pluto ဆိုပြတ်မယ်လို့တော့လေကျွန်မမပြောချင် Pluto ကြီးလာကြအခြေရေးဆိုတော့လေခဏတစ်ချက်ကြည့်အောင်ဘလို့ပြောင်းလဲခြင်းလဲပေါ့နော် Pluto ကဘာကိုပြလဲပြောင်းလဲခြင်းကိုပြလဲဆိုတော့ဘလို့လုံးမဘလို့ပြောင်းလဲခြင်းလဲဆိုတော့ death ကိုတွေ့တယ် Pluto ကိုမြင်ကြတဲ့ကရေးစားရှင်ပြတ်မယ်လို့ပြောလိုက်မိသား Two of Swords ရဲ့ Ace of Swords ရဲ့အချင်းနဲ့ပတ်သက်ပြီးတော့လဲဆုံးဖြတ်ရတယ် Oh my god ဒါကြောင့်လဲတင်ဒီမှာစလာတာနဲ့ healing sensitive ဖြစ်နေတာ哦 sensitive ဖြစ်တယ်သတိအားတွေပိုကောင်းလာတယ်ဒီထဲမှာလမ်းကြောင်းအရှိကြီးကိုတင်သွားနေတယ်တန်ဝင်ကားတွေရနေအလောက်ကရောအခြေကြီးရောနှစ်ခုစလုံးမှာတင်ဆုံးဖြတ်ရမယ့်အရာတွေရှိနေတာ哦ဘောတော့တယ်မှာ Two of Cups အခြေကြီးရှိတဲ့သူတွေကသူနဲ့ကိုယ်နဲ့ညှိနှိုင်းတာပေါ့နော်ညှိနှိုင်းတာအဲ့တော့ Two of Cups နဲ့ Two of Swords နဲ့ပေါင်းလိုက်မယ်ဆိုရင်ရွေးချယ်ရမယ့်အရာလေးတွေရှိတယ်သူနဲ့ဆက်သွားမလားမသွားဘူးလားပေါ့နော်အဲ့လိုလေးဖြစ်နိုင်တယ်အဲ့ဒီထဲမှာတချို့လေးတွေကဒီ connection အဆုံးသတ်လိုက်တာကဲငါသူနဲ့ဆက်မသွားတော့ရက်ပြစ်လိုက်တော့မယ်ဆိုပြီးတော့ဒီ connection အဆုံးသတ်ပြီးတော့ decision တိတိကျချပြီးတော့သိရမှာလားနောက်လူကိုစောက်တာတော့နောက်တစ်ယောက်ပဲတွဲမယ်လို့ဆုံးဖြတ်လိုက်တာတော့အဲ့ဒါလေးဖြစ်နိုင်တယ်ဖြစ်နိုင်တယ်လို့ပြောတာပေါ့နော်ဒါတော့ရီးစားရှိတဲ့သူတွေဆိုရင်အပြင်းကွက်ရင်ကွက်ရင်ကွက်တောင်ဖြစ်ကုန်ပြက်ရင်ပြက်မပြတ်ရင်ကွဲဆိုတော့အတူတူပါပဲပြက်တာနဲ့ကွဲတာဆုံးဖြတ်ချက်တွေချအောင်မှာမျိုးလေးတော့မြင်နေရတယ်အဲ့လိုတော့မပြောချင်ပါဘူးလာကြည့်မဲ့သူတွေအများကြီးလာကြည့်မဲ့သူတွေရီးစားရှင်ပြတ်မယ်လို့တော့မပြောချင်ဘူးအဲ့တော့အိမ်အောင်ရှိတဲ့သူတွေဆိုရင်အခြေရေးထဲမှာကိုယ့်ရဲ့အိမ်အောင်ပဲနဲ့ကိုယ်နဲ့ကြားထဲမှာဆုံးဖြတ်ရမယ့်အရာရွေးချယ်ရမယ့်အရာလေးတွေရှိတယ်နော်အဲ့လိုလေးခံစားမိတယ်အဲ့ဒါမေတ္တာရေးနဲ့ပတ်သက်ပြီးတော့ကိုဒီလူနဲ့ဆက်သွားမလားမသွားဘူးလားအဲ့ဒါဘာမှမဆိုဖြစ်နိုင်တယ်လက်ရှိရေးစားလည်းဖြစ်နိုင်တယ်အိမ်အောင်ရေးလည်းဖြစ်နိုင်တယ်တချို့က crush လည်းဖြစ်နိုင်တယ်ငါဒီလူကိုဆက်ကြိုက်ရမလားလက်လွတ်လိုက်ရမလားနှစ်ခုတည်းတစ်ခုဒီလကုန်တိုင်းတော့တင်ဆုံးဖြတ်နိုင်သွားလိမ့်မယ်ဒီလူကိုဆက်ချစ်ရမလားမချစ်ပဲနဲ့အဆုံးသတ်လိုက်မလားတင်ဆုံးဖြတ်သွားနိုင်လိမ့်မယ်တချို့ကဆက်မချစ်တော့ပဲနဲ့အဆုံးသတ်လိုက်ပြီးတော့နောက်ထပ် connection အသစ်တွေကိုစဖို့ကြိုးစားတာတော့ပါတော့အဲ့လိုလေးတွေလည်းမြင်တယ်။နောက်အဲ့တော့ဒီလောက်ပဲထားလိုက်တော့မယ်။အခြေရေးကတိတ်မကောင်း။ဒါကြောင့်လည်း group လေးတွေစရွေးကြတဲ့တင်လေးပြောက်ရွေးတာ哦 transformation ကိုရွေးတာ哦ပြောင်းလဲခြင်းတွေရှိရဲ့အခြေရေးနဲ့ပတ်သက်ပြီးပြောင်းလဲခြင်းအလုပ်ကိုင်နဲ့ပတ်သက်ပြီးတော့ဆုံးဖြတ်ချက်တွေချရခြင်းရည်ရွယ်ချက်တွေပြောင်းရခြင်းအဲ့လိုလေးတွေမြင်တယ်နော်။ Yeah တင်ရဲ့ healing energy ကြောင့်တင်ကိုစကားလာပြောတာတော့ဘာလို့အဲ့ဒါလေးတော့ကြုံနိုင်တယ် personal growth မှာmaybe တချို့ကကြတော့လက်ရှိဒီအဆင်မပြေတဲ့သူဆက်ပြီးတော့မ crush တော့ဘူးထားပစ်လိုက်ပြီထားပစ်ပြီးတော့မှကိုယ့်ကိုတခြားလူအစ်တွေကလာစကားပြောတဲ့အချိန်မှာသင်လက်ခံဖို့အတွက်စဉ်းစားတာတော့ဘာလို့လဲဖြစ်နိုင်တယ် okay သင်ရဲ့ friendship ကိုကြည့်မယ် introspection ဆိုတာတယောက်တည်းပါပဲ
မိတ်ဆွေတင်ငယ်ချင်း friendship မှာတော့တယောက်တည်းပဲနေချင်တယ်ဘယ်သူနဲ့မှမပတ်သက်ချင်ဘူးငါ့ကိုဘယ်သူမှစကားလာမပြောနဲ့ဘာညာပေါ့နော်ဒီမှာလဲတင်ရဲ့ personal group မှာလဲကိုယ့်ကိုစကားလာပြောတဲ့သူတာရှိတာကိုကတိတ်မပြောချင်နေဘူးတယောက်တည်းပဲ healing လမ်းကြောင်းပေါ်ကိုသွားချင်တယ်အဲ့တော့တန်ဝေကားတွေရနေတဲ့သူတွေရှိလိမ့်မယ်တခုခု sensitive ဖြစ်နေတဲ့သူတွေရှိလိမ့်မယ်ဘာလို့လဲဆိုတော့အလုတ်ကင်မှာဖြစ်စေကိုယ့်ရဲ့အခြေရေးမှာဖြစ်စေတိတ်ပြီးတော့ကိုဖြစ်ချင်တယ်လို့မဖြစ်တဲ့အတွက်ပေါ့နော်ကိုနည်းနည်းလေးစိတ်မကောင်းတာတော့ပါတော့အဲ့လိုလေးမြင်တယ်တချို့ကကြတော့အခြေရေးထဲကအရာနဲ့ပတ်သက်ပြီး sensitive ဖြစ်ပြီးအလုတ်ကင်မှာကြတော့ sensitive ဖြစ်တာမဟုတ်ဘဲနဲ့ရည်ရွယ်ချက်တွေပြောင်းလိုက်ရတာအလုတ်ကင်မှာ king of swords နဲ့ king of wands ဆိုတော့လေတိတ်ပြဿနာမရှိဘူးတင်ကင်တွယ်နိုင်သေးရဲ့အခြေရေးမှာတော့တင်တိတ်ပြီးတော့မကင်တွယ်နိုင်နေဘူးကျွန်မအဲ့လိုခံစားမိတယ် two of swords ဆိုတော့လေနည်းနည်း weak ဖြစ်တာမျိုးပေါ့နော်အဆုံးသတ်ဖို့လိုအပ်တဲ့တချို့ကိစ္စတွေတင်အဆုံးသတ်ဖို့အတွက်ကိုဒွိဟဖြစ်နေဒါကြီးကကိုယ့်အတွက်မပြေတော့ဘူးဆိုတာသိပေမဲ့လည်းကိုအဆုံးမသတ်နိုင်နေဘူးပေါ့နော်အဲ့လိုဆုံးဖြတ်ရမယ့်အရာလေးရှိနေတာအဲ့တော့ကိုကဒီနှစ်ခုမှာရောက်ရည်ခတ်နေတာဖြစ်တဲ့အတွက် friendship တွေမိတ်ဆွေတွေလည်းကိုသိအာရုံမလာအောင်ကဲငါတယောက်တည်းပဲနေချင်တယ်ငါ့ကိုစကားကြီးလာမပြောနဲ့ဘာညာပေါ့နော်အဲ့လိုလေးခံစားမိတာဒါပေမဲ့တင်ရတာအဲ့လိုစကားတွေလာမပြောနဲ့တယောက်တည်းပဲနေချင်တယ်လို့ဒါပြောနေတာဘေးနားမှာကိုဘေးနားမှာရှိနေပြီးသားမိတ်ဆွေတွေကတော့ကိုအရင်လိုပဲဆက်ချင်နေတုံးပါဆိုတဲ့ message တွေတွေ့ရနော်တင်ရဲ့စိတ်ညစ်မှုတွေသူတို့ကဘေးနားကနေလေစကားတွေလာပြောပြီးတော့ဖြေဖြောက်ပေးလိမ့်မယ်တင်ရတာသူတို့ဖြေဖြောက်ပေးမယ်လဲတင်မပြေပြောင်းနိုင်တာပေါ့နော်ဘေးနားမှာတော့ကိုမိသားစုတစ်ဖွဲ့တန်မိုးထားတဲ့ friendship တွေမိတ်ဆွေတွေရှိတယ်အဲ့တော့ friendship မိတ်ဆွေကန်တော့ကောင်းတဲ့ group လေးတွေလေလူတစ်တော့မဟုတ်ရှိနှစ်နေပြီးသားသူတွေပေါ့နော်ဒီမှာကိုကတော့သူတို့နဲ့လည်းတိတ်စကားပြောချင်တယောက်တည်းပဲနေချင်တယ်တော့ဘာလို့ညာတော့အဲ့လိုလေးတော့ဖြစ်နေတတ်တယ်โอเคအဲ့တော့ပြီးသွားပြီနားလည်လိုက်ဒါကတော့ group လေးတွေအတွက်တစ်လားစာ overall energy ဖြစ်ပါတယ်မျက်နှာလေးပြောလိုက်တယ် overall energy ရဲ့တင်းရဲ့ personal growth ရဲ့အလုပ်ကိုင်ရဲ့အခြေရေးရဲ့ friendship ရဲ့တချို့လေးတွေ money ကြောင့်စိတ်ညစ်နေ group လေးတွေဘာလို့ကျမတို့က panic တွေမတွေ့ဘူးတင်းချင်မှာ panic ဆိုလို့ friendship တခုပဲရှိတာအဲ့တော့ကိုကရည်ရွယ်ချက်တွေတာပြောင်းနေရတာတခုခုတာရည်ရွယ်ချက်ရှိနဲ့သွားနေရတာအစီအစဉ်တွေပဲဆွဲနေတာဒီလာထဲမှာသိရမလားဆုံးဖြတ်ရမယ့်အရာလေးတွေများ source တွေကြီးပဲဆုံးဖြတ်ရမယ့်အရာတွေများပြီးခေါင်းကြီးကိုက်နောက်ဆုံးတော့ဘာမှမဆုံးဖြတ်ချင်တော့ဖះတရားတွေကအာကူရာတော့သိရမှာလားအဲ့လိုမျိုးပေါ့နော် healing work တွေပဲလုပ်ချင်နေတာတော့အဲ့ဒါကြောင့်မို့အတင်ဒီမှာတတိအားတွေပို့ကောင်းလာတာစိတ်ကလွင့်လို့မရတော့ငါစိတ်လွင့်နေလို့မရအောင်ငါတိတိကျဆုံးဖြတ်ရမယ်ဆိုတဲ့အရာလေးတွေပေါ်တတ်တယ်ကြုံတတ်တယ်အဲ့တော့ဒီလောက်ပါပဲ message ကလေအများများ negative ဆန်သွားလားမသိဒီ negative တွေအကုန်လုံးတင်တစ်လားလုံးရှိနေမှာတော့မဟုတ်ဘူး positive တွေလည်းဒီမှာပါပါတယ်ဒါပေမဲ့ဒီလာထဲမှာအဲ့လို moment လေးတွေကြုံနိုင်နေဆိုတဲ့အရာပေါ့နော်အဲ့တော့ဒီလောက်ပါပဲပြီးပါပြီကြည့်ပြတော့လည်းကျေးဇူးတင်ပါတယ်နောက် reading တွေကြမှာထပ်တွေ့ကြမယ်နော်